Ke Dhammata Bin Sabtin Jaya Tadana Salo Kata Vodi Bhavatu Tapada Tadana Bisalo Kinsa Diwada Kandu Tapada Tadana Savudam Yaswa Tadanarom Yaji Ilagam Lokata Sadadana Jinyomi Ko Atadagadagama Ilagam Odilo Kolokinali Ajubatu Sivanjandi Tabadani Yonya Babekama Sain Chinan Chindan Bawadu Pibazidri Tadanam Bisabodam Yaswa Tadanarom Yaji Gulagam Lokam Bisa Tadana Jinyomi Ko Atadagadagama Gulagam Dewa Tamadevana Kaunamya Manamya Rodi Tabada Nini Nyanya Kadino Kalarima Rakhandu Siya Vedaya Mangim Pyau Chanda Yau Am Kaunza Madhvi Sam Shaudo Muja Bazi Gundati Buddha Myaswa Tadanarom Yaji Nilu Lalu Tonlen Taupavasi Tadana Jinyomi Ko Atajadi Gadagamadui Logi Logodara Napsha Ajupatu Javasi Tadanarom Yaji Tadana Jinyomi Ko Atajadi Gadagamadu Tamarivana Kaunamya Manamya Ruga Siye Kimpyau Chanda Yau Sao Shao Domu Jabasi Lu Tausu Puyue Tamapalin Satin Punlipa Vijindi Tadanaron Natanga Angazan Ligu Kaza Dakari the town Doya Konasa Nakuni Nato Lapi Jo Satiya Tayatala Natang Sati Sunday Nyajankala Konana Liz and Nangabanichi Manly Mute Ma Aumi Mune Jozuya Buddha Bozania Buero Jo Tima Pipin Sin Jimpa and Thought the Mother Bema Dininya Tamatana Kambu Kudushin Napamiba Myapicha Do Udashi Dotin Ine Uanton Jang Do Dancing Do Ambuta Kote Maula Manan Nyo Win Da Mount Menta Mount Shintanku Mount Myamenta Same Yatloa Jamya Yarana Yahweh Yembida Zuru E Tamadana Same Yatloa Bidazu Myane the Wat Tindinya Dama Pita Yago Tutia Bai or Pia Mava Mandinyaga Uzandu Bounded Dia Web Peter Minyan Kutala Nya Tanai Koe Pima Minyango Yautare Mane Eyimawadi Gama a low Peteata Hole and Lilia Majinga when a Pianjuala or Nene pressure down at Tamale Josa Peter Palau Hone Malepo Hoyane Kaunda in the Deata Gupo, Mania Hogera Counts in Patia. My bone in the Tokeva Tapo Twakaina Boku a Dinyan Twakaina Bagole Gogo at the Bada, my bone in the Mabalu Yeta. A Buddha Bada so that Sagalone Lego was the no. Pine Piapi, Koi Jampido, Shimpia Nidaba, Buddha ye, Pada ye, Buddha Pada ye, Buddha Pada win ye. Benamuro Buddha ye, Pada ye, Naku Bountare, Buddha Pada ye, Piro, Buddha Pada win Lumio, Benachele. Tabadambi Bosati Poto
သိเสียမှန်သမျှတရားဥဒ္ဓအလုံးစုံသိမြင်တော်မူတတ်လို့ဗုဒ္ဓမြည်ကြောင်းဗုဒ္ဓလို့ပြောလိုက်ရင်ဖရာကိုသာမမြင်မဲမြတ်ဗုဒ္ဓရဲ့တန်တန်တော်မှာကိဝတ်တည်ရှိတဲ့အာလုံးကိုသိနိုင်တဲ့တပ်ပင်ညွတ်တဉာဏ်တော်ကြီးထိကြီးညိုတတ်ဖို့အဲ့ဒီအာလုံးကိုသိနိုင်တဲ့သိเสียမှန်သမျှတရားဥဒ္ဓအလုံးစုံသိနိုင်တဲ့တပ်ပင်ညွတ်တဉာဏ်တော်ကြီးကိုရဖို့ဖရာဖြစ်ဖို့လေးသင်္ချေနဲ့ကဘာတသိမ့်ပါရီဖြည့်တာပါရမီတွေဖြည့်တာမနေ့ကပါရမီ10ပါးရဲ့အဓိပ္ပာယ်အကျဉ်းလေးတို့ကိုးကွယ်တဲ့ဗုဒ္ဓဟာဘလို့စိတ်ဓာတ်စွမ်းရည်တွေနဲ့ပြည့်စုံတော်မူတဲ့ဖရာလေဘယ်လိုအသိဉာဏ်တော်တွေနဲ့ပြည့်စုံတဲ့ဖရာလေလို့သိရှိကြမှဘယ်ထဲကထွက်လာမဘုံတင်တဲ့ကဗုဒ္ဓဘာသာဖြစ်ကထွက်လာမယ်မှန်ရဲ့လားအခုတော့ရေးဖြစ်ရုံဗုဒ္ဓဘာသာတွေများနေတယ်အဲ့ဒီအဆင့်ကနေဦးဇင်းတို့ကိုလူမျိုးကိုဘာသာဝင်တွေကိုမြင့်သွားစေခြင်းပါဗျာပါတိယတိတိပါတာပါတိယတိပြောဆိုအပ်၏ဣတိထို့ကြောင့်ဘာသာမြည်၏လို့စာပေကျမ်းကမှာဝိဇ္ဇဝဆနထပြုတယ်ပြောဆိုအပ်တဲ့စကားတွေကိုဘာသာလို့ခေါ်တာမြန်မာတွေပြောတော့မြန်မာဘာသာပေါ့အင်္ဂလိပ်တွေပြောတော့အင်္ဂလိပ်ဘာသာပေါ့ဘာသာဆိုတာစကားဒါပြင်ဗုဒ္ဓတဘာသာဗုဒ္ဓဘာသာဗုဒ္ဓတသစ္စာသိမြင်တပ်ပင်ညုတညာဏသခင်ဘုရားရှင်ကိုရိုမြတ်ကြီးဤဘာသာစကားတော်ဒီဒါပြင်ဗုဒ္ဓဘာသာဆိုတာဘယ်သူစကားလဲဘာသာလို့တတ်သုံးရင်အလုံးနဲ့သက်ဆိုင်လူတိုင်းပြောတဲ့စကားတွေနဲ့သက်ဆိုင်တယ်ဗုဒ္ဓဘာသာလို့တွဲလိုက်တဲ့အခါကျတော့လူတိုင်းပြောတဲ့စကားတွေနဲ့မသက်ဆိုင်တော့ဘယ်သူစကားဘုရားစကားဗုဒ္ဓဘာသာဝင်ဆိုတာကြတော့ဘသူစကားလိုက်နာတဲ့သူတွေတို့အဲ့ဒီစကလုံးတွေတဲကဗုဒ္ဓဆိုတာတိပုငါတို့ကိုးကွယ်တဲ့ဗုဒ္ဓမြတ်စွာပါရမီတွေဘယ်လိုဖြည့်ခဲ့တယ်လဲဘယ်လိုပြည့်ခဲ့တယ်လဲပြည့်တော့ဘယ်လိုစိတ်ဓာတ်စွမ်းရည်တွေရှိတော်မူတယ်လဲဘယ်လိုဉာဏ်တော်တွေနဲ့ပြည့်စုံတဲ့ဖရာလဲဆိုတာမှမသိရင်မဘုံတင်တဲ့ကဗုဒ္ဓဘာသာပဲဖြစ်မယ်မှန်ရလားအဲ့တော့မနေ့ကပြောခဲ့တဲ့ပိုက်မှာအဲ့ပါရမီ7ပါးအပြားဖြင့်30စွန့်ညင်းကြီး5ပါးစရိယာ3ပါးဖရာဖြစ်ကြောင်းကျင့်တရားတွေလေးသင်ခြင်းတဲ့ကဘာတသိမ့်ဖြည့်ပြီးတော့ဝတ္တန္တရာမင်းကြီးဘဝမှာပါရမီပြည့်ပါရမီပြည့်ပြီးတော့တုတ်တေတာနတ်ပြည်မှာသေတကေတုနတ်သားဖြစ်နတ်သားဘဝကနေစုတည်ပြီးမေရောမာယာဝမ်းပါပဋိသန္တိဒီ9လလွယ်10လဖွာ16နှစ်သားမှာမင်းစည်းစိမ်ခံစား29နှစ်မှာတန်ဝေကဖြစ်တော်ထွက်ဒါကိုပြောခဲ့တာဟုတ်လားတော်ထွက်ပြီးတော့ဘယ်နှစ်တရားထုတ်6နှစ်ဒုက္ခရစရိယာကျင့်အဲ့တော့ဗုဒ္ဓတရားကျင့်စဉ်တုန်းကဘောရိပင်နဲ့ရွှေပလင်အောက်ညနေခင်းချိန်ခါကာလနေမဝင်မီမှာမာနတ်နဲ့စစ်တပ်ကြီးကိုအောင်မြင်ပြီးတဲ့အခါကစုံလပြည့်နေဘယ်နေပါလဲအတက္ကရ103ခုနဲ့ကစုံလပြည့်နေဆိုတော့လပြည့်ဝန်းကြီးကလည်းအရှိလောကဓာတ်ကနေဝိုင်းဝိုင်းဆက်ဆက်ထွက်လာစိတ်ကြောင်းသားတွေနွားကြောင်းသားတွေအားလို့စိတ်တွေနွားတွေတိမ့်သွားကြပြီမောင်းသွားကြပြီဆိုပတ်ဝန်းကျင်ကြီးလိုက်တေးဘောဓိပင်အောက်ကရွှေပလင်မှာ
ဘယ်မှာပါလဲအဲ့ဒီမှာမြတ်စွာဘုရားတရားအားထုတ်တော်မူနေတဲ့ပုံကိုဓမ္မပိဋကတို့စိတ်ထဲပေါ်အောင်အာယုံပြုတ်ပြီးကြည်ညိုကြည့်မြတ်စွာဘုရားကိုယ်တော်တိုင်ဘယ်လိုအားထုတ်ခဲ့တယ်ဆိုတာဝေရင်စာပုံနာကြီးကိုဟောပြခဲ့တာရှိတယ်အာရတံကောပနမေပြမနဝီရိယံအဟောတိအတံလီနံဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တဲ့စကားဗျမနဝေရင်စာပုံနာမေမယငါဖျောင်းရှင်သည်အတံလီနံတွန့်ဆုတ်ခြင်းမရှိသောဝီရိယံလုံလဝီရိယကိုအာရတံခောပနာအာထုအခက်ပြည်သည်သာလျင်ဒီပုံနာကိုဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာတွန့်ဆုတ်ခြင်းမရှိတဲ့ဝီရိယဘယ်လိုဝီရိယဦးဇင်းတို့ဓမ္မပိဋကတို့ကိုယ်ွယ်စိတ်ကပ်နေတဲ့ဂေါတမဗုဒ္ဓဖရာဟာဝီရိယအင်မတန်ကြီးမားတော်မူတဲ့ဖရာလို့သိရမယ်ကိုပြင်းတဲ့စိတ်ဓာတ်တွေဝင်လာရင်တို့ကိုယ်ွယ်တဲ့ဖရာဟာဒီလိုပြင်းတဲ့စိတ်ဓာတ်ရှိရလားရှိကျောင်းသူကျောင်းသားတွေစာကြက်အမှပြင်းတဲ့စိတ်ဝင်လာရင်ဖရာရှိသွားအော်တို့ကိုယ်ွယ်တဲ့ဖရာဟာဝီရိယကြီးမားတော်မူတဲ့မြတ်စွာဘုရားမေမယံငါသည်အတန်လီနံတွန့်ဆုတ်ခြင်းမရှိတဲ့ဝီရိယံလုံလဝီရိယကိုအာရတံခောပနာအာထုအခက်ပြည်သည်သာလင်ဒီတရားအာထုနေတဲ့ဗောဓိပင်အောက်ကမြတ်စွာဘုရားအလောင်းတော်စိတ်ဓာတ်တက်ကြွနေတာကိုအာယုံပြုကြည့်ပါပြင်းတိပြင်းရောပောတိပောတော့နဲ့အာထုတ်နေတာဟုတ်ရဲ့လားဖယားမဖြစ်သမျှဟောဒီတင်ပလင်ငွေကငါမထတော့ပြီပြတ်သားတဲ့စိတ်ဓာတ်ဘလို့စိတ်ဓာတ်တဲ့ဖယားကြည်ညိုရင်းနဲ့ပဲဟဲ့လားဟောနိုင်အောင်ကြိုးစားပါပဲဘောရိပင်အောက်မှာဖယားကိုမှန်းပြီးကြည်ညိုကြည့်တက်တန်ဖယားမဖြစ်သေးရတော့ဟောဒီတင်ပလင်ကိုမဖြုတ်တော့ဘူးတဲ့။ကဲတရားစခန်းသွားဝင်တဲ့ယောဂီတွေတတိပြုမိဖို့ကောင်းတာ။သွားကြရစိတ်မပတပါဆိုဘယ်ယဟန္တာနာသွားအထုတ်ဘာမှမထူကိုယ်ပေါ်မှာအများကြီးမူတည်တယ်။မှန်ရဲ့လား။ဩငါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာမတွန်းဆုတ်တဲ့ဝီရိယရှိတဲ့မြတ်စွာဘုရားပါရှိတယ်ဖယားဥပတ္တိတတတိအတ္တမုဋ္ဌာမေငါဤတတိသည်ဥပတ္တိတရှိရှုထင်သည်အတ္တမုဋ္ဌာမေလျောမှုမရှိသည်ဟောသည်ဖြစ်၏တတိကလည်းသိကောင်းနေတယ်မေ့တယ်ဆိုတာမရှိဘူးဘောဓိပင်အောက်ကရွှေပလင်မှာဘယ်မှာပါလဲလုံးလာဝီရိယစိုက်ပြီးတော့တတိကပ်ပြီးတော့တတောဝတတိရှိသည်ဖြစ်၍သာလျှင်အတ္တတတိဝင်သက်ကိုရှုတော်မူ၏တတောဝတတိရှိသည်ဖြစ်၍သာလျှင်ပတ္တတတိထွက်သက်ကိုထုတ်တော်မူ၏အာနာပါနာရှုနေတယ်ဖယားအလောင်းတော်ပါရှုတယ်ပါလေဘောရိပင်အောက်ကရွှေပလင်မာလာမင်းကြီးကထိန်ထိန်သားလို့ဘောရိပင်ရဲ့အရွက်တွေကိုလီခတ်တဲ့အတန်မကြားရလောက်အောင်ဝန်းကျင်ကြီးကတိတ်ဆိတ်ငြိမ်သက်နေတယ်ရှုပါများတော့ပညာပါရမီတွေလည်းပြည့်အောင်ဖြည့်ထားပြီးပြီဆိုတော့ပတ္တတောကာယောအတ္တရတောစိတ်ကဘယ်မှမပြေတော့ငြိမ်ပြီးတော့နေတယ်တမဟိတံစိတ်တံဧကကံမေငါဤစိတ်တံစိတ်သည်ဧကကံတခုတည်းသောအာယုံရှိသည်ဖြစ်၍တည်ကြည်သည်တမဟိတံတည်ကြည်သည်ဟောသည်ဖြစ်ပြီအာယုံတစ်ခုတည်းပေါ်မှာစိတ်ဓာတ်တော်
ကြာရောက်နေတယ်တမာတိဖြစ်လာတော့စိတ်ကဟိုပြန့်ဒီလွင့်ဟိုပြည့်ဒီတွေးသေးလားပတ္တတောကာယောအတ္တရတောမင်္ဂဣကာယောနာမကာယရူပကာယသည်ပတ္တတောငြိမ်းချမ်းနေတယ်ဗုဒ္ဓရဲ့စိတ်ဓာတ်တော်ဘာဖြစ်နေတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းနေတဲ့အတ္တရတောပူပန်ခြင်းမရှိတော့ပြီကိုယ်မှစိတ်ပါပူပန်မှုကင်းပြီးတော့ငြိမ်းချမ်းခြင်းတွေနဲ့ပြည့်နေတယ်ဘောဓိပင်အောက်ကရွှေပလင်မှာမြင်အောင်ဖူးပါပါရမီတွေဖြည့်လာတာကလည်းလေးသိင်ချင်နဲ့ကဘာတသိန်းဆိုတော့စိတ်ဓာတ်ကတခြားသူတွေရဲ့စိတ်ဓာတ်နဲ့မတူပညာဉာဏ်ကလည်းရင့်ကျက်လာပြီဆိုတော့အဲ့ဒီမှာသမာဓိအဆင့်ဆင့်ပထမဇန်ဒုတိယဇန်တတိယဇန်စတုထဇန်နဲ့ဇန်ဒီအဆင့်ဆင့်ချက်ချင်းတက်သွားတယ်ဒီနေရာတွေအကျယ်ချက်ပြောလို့တာခင်ဗျားတို့အကုန်ငိုက်ကုန်မှာပဲဝိတ္တဝိသရပိတိဒုက္ခဧကကတဇန်က၅ပါးနဲ့ပြည့်စုံတဲ့ပထမဇန်ရဲ့သဘောဒီသဘောဇန်ရဲ့သဘောတဘာဝတွေဟဲ့လားဥက္ကနမိတ်ပရိပါကနမိတ်ဆိုနမိတ်ထင်ပုံတွေအဲ့ဒီနမိတ်အာယုံပေါ်မှာဝိတ္တကစိတ်ကိုဘယ်လိုတင်ပေးတယ်ဆိုတာလေဦးဇင်းတို့ဓမ္မစရိယာတန်သင်စဉ်တုန်းကဓမ္မသင်္ကတိအထာကရာဆိုတာကျမ်းရဲ့၃ညထဲမှာတစ်ချမ်းပါတယ်အဲ့ဒီမှာကျေတဝင့်ပြပါတယ်ဇန်ဒီအစစ်စစ်တက်သွားတယ်စတုထဇန်နဲ့ရှင်နဲ့တမာတိရဲ့အခြေအနေဘောဓိပင်အောက်ကရွှေပလင်မှာဖယားကိုယ်တိုင်ဝေရင်စာပုံနာကိုတရားအထုတ်ခဲ့တုန်းကစိတ်ဓာတ်အခြေအနေကိုမိန့်ခဲ့တာသောဧဝံသမာဟိတေစိတ်တေပရိသုတ်တေပရိယောဓတေနေငနေဝိကတုပကိလေတေမုဒ္ဒဗုဒ္ဓကမ္မဏိယထိတေအာနိဇပတ္တိပုပ္ပေနိဝါဒနုတ္တိညာနာယစိတ်တံအပိနေနာမေသိညင်ဥယံအချိန်ဘယ်ချိန်မှလိမ့်သောအဟံထောငါဖျားရှင်သည်တဲ့ဧဝံဤကဲ့သို့စိတ်တေစိတ်တိတမဟိတိစတုဒ္ဒဇံတမာတိဖြင့်တည်ကြည်၍နေသည်ရှိသောဖျားအလောင်းတော်ရဲ့စိတ်ဓာတ်တော်ဟာတည်ကြည်နေပြီဘယ်လိုဖြစ်နေပါလဲပရိသုတ်တိထဝန်းခြင်းစင်ကြယ်၍နေသည်ရှိသောစိတ်ဓာတ်တော်ဟာတန့်ရှင်းပြီးတော့စင်ကြယ်နေပြီဘောဓိပင်အောက်ကရွှေပလင်မှာမျက်စိနဲ့မြင်အောင်ဖူးကြမှတ်ပုံတဲ့ကထွက်လာဖို့ဒါတွေကိုဦးဇင်းတို့လေ့လာဖို့လိုပါတယ်မှန်လားပရိယောဓာတိပြိုးပြိုးပြက်ပြက်အယောင်ထွက်လောက်အောင်ဖြူစင်တောက်ပ၍နေသည်ရှိသောစိတ်တတော်ဟာပြိုးပြိုးပြက်ပြက်အယောင်တလက်လက်ထွက်လောက်အောင်တောက်ပနေပြီဖယားအလောင်းတော်ရဲ့စိတ်ဘသူစိတ်အနေကနေကိလေသာညစ်ကြေးတွေကင်းနေပြီဝိကတုပကိလေသာစိတ်ကိုညစ်ညူးစေတတ်တဲ့အဘိဇာပြာပါဒစတဲ့ဥပကိလေသာတွေလုံးဝကင်းနေတဲ့စိတ်စတုထဇန်နဲ့ရှင်တဲ့တမာတိရှိတဲ့စိတ်ရဲ့အခြေအနေကိုဖယားကိုယ်တိုင်ဝေရဇပုံနာကိုပြန်ဟောခဲ့တယ်မုဒ္ဒဗုဒ္ဓိနူးညံ့၍နေသည်ရှိသောစိတ်ဓာတ်တော်ဟာနူးညံ့နေပြီဘယ်လိုဖြစ်နေပါလဲနူးညံ့နေပြီဘလောက်နူးညံ့တယ်လဲရွှေပရိန်တဲ့ရွှေကိုလိုချင်တဲ့ပုံစံဒီဇိုင်းရဖို့ဆိုရင်အပူပေးပြီးပျော့ပြောင်းသွားအောင်အရင်လုပ်ရတယ်မို့လားအဲ့လိုပျော့ပြောင်းနူးညံ့သွားပြီဆိုမှဒီရွှေကိုလိုချင်တဲ့ပုံစံဒီဇိုင်းကိုဖော်လို့မရအောင်လားအဲ့ဒါလို့ကိုလိုချင်တဲ့ပုံစံတကောဖန်ဆင်းခြင်းစတဲ့အမှုတွေပြုတ်နိုင်လောက်အောင်ဘုဒ္ဓဗုဒ္ဓနုညံ့၍နေသည်ရှိသောကမ္မဏိယေဣတိဝိကုပ္ပနစတဲ့တကောဖန်ဆင်းခြင်းအမှု၌ခံ၍နေသည်ရှိသောရွှေကိုလိုသလိုပုံစံဖော်လို့ရလောက်အောင်
là apu pipi rồi pio biong pi rồi phò phèong rồi nú nhẹ để ông lúc tha từ lùm miu ta cố phản sinh trên âm bồ đề piu này lâu ông xây đặt đồ nú nhẹ để bi anh sẽ bắt đi thi đi đang yuy đi sĩ đó anh sẽ bắt đi đông lâu trên lệ kiến để bi xây đặt cả mắt đông lúc đó đi đang để bi đi nhảy để xây body bên áo cả Shwe Palima La Minyan Thế Tất là Cất sông la bia Nì bè nhà và lê Cất sông la bia Bauta nì Tam bố Miô zê tết đô Tì dê chân đi Mà đi đó Buddha Bada Time bì miêm nhạc tô Buddha Bada nì tì hà a pyo lon ja de ne a yet sai ne yaung lo ma lauk de ne sai ke a si mo ma lu na re to de ne ta ne long pyo ne ja da ba ne thu ne myat ma ko tu po lo a me a sa a pyo pa ko po lo lai sa ja di to de la la so yo la ma bông đen đen ga thua khe baတို့ဗုဒ္ဓဘာသာဖြစ်ရတာဘလောက်မြင့်မြတ်တယ်လဲတို့ဗုဒ္ဓစိတ်နှလုံးတော်မှာဘယ်လိုဉာဏ်တွေကိုဘယ်လိုရရှိအောင်ဘယ်လိုအထုတ်ခဲ့တယ်လဲဆိုတာသိမှဘယ်ထဲကထွက်လာမှာသောဟန်တုငါဘုရားရှင်သည်ပုဗ္ဗေနိဝါဒနုတ္တိညာနာယပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကျိုးငါစိတ်တန်စိတ်ကိုဘိနိနာမေသိရှေရှုညွတ်စေခဲ့ပြီဉာဏ်ဥယံအချိန်ဘယ်ချိန်မှလဲစိတ်တတ်တော့အဲ့ဒါလောက်ဖြူစင်တောက်ပတီတန့်တန့်ရှင်းကြည်လင်အေးချမ်းပြီးတော့နုညံ့ပျော့ပြောင်းနေတဲ့အခါမှာပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကိုရတော်မူပြီပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ပုဗ္ဗေနိဝါဒဆိုတာဟိုးရှေးရှေးဘဝတွေကနေခဲ့ဘူးဖြစ်ခဲ့ဘူးတဲ့ဘဝခန္ဓာအစဉ်အဲ့ဒါကိုပုဗ္ဗေနိဝါဒလို့ခေါ်တယ်အနုတ္တိဆိုတာကအဲ့ဒီဘဝတွေကိုအစဉ်လျှောက်ပြီးတော့အောင်းမေ့နိုင်တဲ့ညာနာဆိုတာကတော့ဉာဏ်ဗုဒ္ဓအခုသိတ္တထဘဝမဖြစ်ခင်ကသေတကေတုနတ်သားဘဝနတ်စည်းစိမ်ဘလို့ခံစားရတယ်သိတယ်နောက်ပြန်ကြည့်လိုက်အဲ့ဒီနတ်သားဘဝမရောက်ခင်ကဝတ္တန္တရာမင်းကြီးဘဝမှာပါရမီတွေနောက်ဆုံးပြည့်အောင်ဘာတွေကိုဘလို့စွန့်လွတ်ခဲ့တဲ့နာမည်ဘလို့ခေါ်ခဲ့တဲ့သက်တမ်းဘလို့ရှည်ခဲ့တယ်ဘလို့ချမ်းသာဒုက္ခဆင်းရဲဒုက္ခတွေခံစားခဲ့ရတယ်ဆိုတာကိုသိနိုင်တဲ့ဉာဏ်ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ရတော်မူပြီဗျာဘောဓိပင်အောက်ကရွှေပလင်မာဖယားမဖြစ်သေးဘူးဖြစ်ပလားမဖြစ်သေးတော့တင်ပလင်ခွေရောဖြုတ်ပလားဆွမ်းတော်တင်တဲ့အခါအဲ့ဒီဉာဏ်တော်တွေကိုမှတ်မြော်ပြီးတော့ပူဇော်ရရတယ်သဘောပေါက်ရလားဘောဓိပင်အောက်ကရွှေပလင်မှာအပေါ်ယံကြည့်ရင်တော့မြတ်စွာဘုရားရဲ့တန်တန်တော်ကိုတွေ့မယ်နှလုံးသားတွေကိုမြင်အောင်ကြည့်ရင်တော့သူတစ်ပါးတွေမသိနိုင်တာကိုသိနိုင်တဲ့ဉာဏ်တော်တစ်ခုရပါပြီဘာဉာဏ်တို့ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်အလုံးလက်အုပ်ချီလိုက်ဆိုဗုဒ္ဓဉာဏ်တော်မင်္ဂမြောပူဇော်ပါ၏ဖယားသုံးကောက်ဗုဒ္ဓဉာဏ်တော်မင်္ဂမြောပူဇော်ပါ၏ဖယားဗုဒ္ဓဉာဏ်တော်မင်္ဂမြောပူဇော်ပါ၏ဖယားနောက်တစ်ခေါက်
စွန်းတော်တင်အဲ့ဒီညံတော်တွေထိမှန်းမြော်ပူဇော်တတ်မှဘယ်ထဲကထွက်လာမယ်မတ်ဘုံတင်တဲ့ကထွက်ခဲ့ပါတဲ့ထွက်လာမှာမို့လားထွက်လာမှာဟောအကျိုးတတ်မှာတို့ကိုးကွယ်တဲ့ဗုဒ္ဓဟာဘယ်လိုဗုဒ္ဓလဲလို့သိအောင်အလုံးလေ့လာဖို့လိုပါတယ်ဘုရားမဖြစ်သေးတော့ဆက်ပြီးတော့အာထုတ်တာတကောင်းရန်ချိန်ကိုရောက်လာပြီဘယ်ချိန်ရောက်လာပါလဲစိတ်ဓာတ်တော်ကလည်းဖြူစင်နေပြီတောက်ပနေပြီကြည်လင်နေပြီတန်ရှင်းနေပြီညစ်ကြေးတွေကင်းနေပြီနူးညံ့ပျော်ပြောင်းနေပြီနူးညံ့တာနော်ပျော့ညံ့တာမဟုတ်ဘူးနူးညံ့နဲ့ပျော့ညံ့ကနည်းနည်းနီးစပ်တဲ့စကားလုံးအဓိပ္ပာယ်တခြားစီနူးညံ့တာနဲ့ပျော့ညံ့တာမတူခိုင်ခန့်တိကြည့်ပြီးတော့နေပြီသောဟံတော်ငါဘုရားရှင်သည်သုတုပပ္ပတညာနာယတတ္တဝရိယသုတိနဲ့ပဋိသန္ဓေကိုသိနိုင်တဲ့ဉာဏ်ကျိုးငါစိတ်တန်စိတ်ကိုအဘိနိနာမေသိရှင်းရှုညွတ်စေခဲ့ပြီတကောင်းရန်ချိန်မှာဘယ်ချိန်မှာလဲဒိဗ္ဗစကုဉာဏ်ဘာဉာဏ်ရတော်မူပြီသောဒိဗေနသကုဏဝိသုဒ္ဓေနဒိဋ္ဌန္တမန္တုတကေနတတ္တေပတ္တမိသဝမဏိဥပပိဇမဏိဟိနိပနိတေသူဝနေဒုဗ္ဗနေသူကတိဒုက္ခတိယထာကမုပကေတတ္တေပတ္တမိဣမေဝတ္တဘွန်တောတတ္တကာယဒုစရိတေနသမဏကတဝစီဒုစရိတေနသမဏကတမနောဒုစရိတေနသမဏကတရိယနာဥပဝရကမိစ္ဆဒိဋ္ဌိကမိစ္ဆဒိဋ္ဌိကမ္မသမဒါနာတိကာယတပိတပရမရဏပါယံဒုက္ခတိဝိနိပါတံနိရယံဥပပန္နာဗုဒ္ဓပါဠိတော်တွေဟာအင်မတန်နားထောင်လို့ကောင်းတယ်အင်မတန်ကြည်ညိုဖို့လည်းကောင်းတယ်ဒါပေမဲ့ဒီနေ့ခေတ်တရားနာပေတကလည်းပါဠိဆိုရင်ပြင်လာတယ်ကျတော့ကျေးဇူးရှင်ဝိုင်းကုန်းဆရာတော်ကြီးကဆုံးမတယ်ငါတို့ပါဠိအုပ်စုလောက်အောင်တဲ့ကိုတော်တို့နောက်တဲ့တေဟာပါဠိကျမ်းမှာပြင်းလာပြီဆွမ်းစားပြီးတော့ယင်းနေဝိုင်းမှာယင်းနေဖုံးပေးရင်းနဲ့ဆရာတော်ကဆုံးမတယ်တို့ပိဋကတ်တော်တွေသင်္ကနာတင်တာကပါဠိနဲ့မို့လားတဲ့မာဂရဘာသာပါဠိဘာသာနဲ့ဆိုတော့ကပါဠိကမြင်းကြောင်းပဲကွာစာရွက်ပေါ်မှာစာရေးတဲ့အခါတဲ့ဆရာတော်ကမိတ်တယ်မြင်းကြောင်းမပါတဲ့စာရွက်ပေါ်မှာရေးတာနဲ့တဲ့မြင်းကြောင်းပါတဲ့စာရွက်ပေါ်မှာရေးတာဘယ်ဟာပူဖြောင်းမလဲပါဠိတော်ဟာမြင်းကြောင်းပဲလို့ဦးဇင်းကိုဆုံးမကျေးဇူးရှင်ဝိုင်းကုန်းဆရာတော်ကြီးအဲ့ဒီပါဠိမြင်းကြောင်းမပါရင်တဲ့အတ္တနောမတိတွေကိုအတွေ့ခေါ်တွေအများကြီးထက်ပြီးပြောရင်လမ်းချော်သွားတတ်တယ်ဆရာတော်ဆုံးမတာဒါကြောင့်ဦးဇင်းတို့လည်းကြိုးစားပြီးတော့အချိန်လေးရတဲ့လောက်ကြက်မှတ်ပါတယ်ကိုသိတဲ့လောက်ကလေးကိုမျှဝေပေးတာပါမှတ်ပုံတွေကထွက်ခဲ့ပါအခုတပ္ပညုတဉာဏ်တော်ကြီးရဖို့ဖျားဖြစ်ဖို့ရအားထုတ်နေတဲ့ဗုဒ္ဓအလောင်းတော်ဘောဓိပင်အောက်ကရွှေပလင်မှာချိန်ကတော့တကောင်းရံမှာလာမင်းကြီးကထိန်ထိန်သာပါဝန်းကျင်ကြီးတစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်အေးချမ်းလို့နေပါတယ်အဲ့ဒီမှာဒိဗ္ဗစက္ခုဉာဏ်ကိုရတယ်သောဟတော်ငါဘုရားရှင်သည်ဝိသုဒ္ဓိနာထဝန်းကျင်စင်ကြယ်၍နေသောအတိကန္တမာနုတကေနသမ္မန်လူသားတွေရဲ့မျက်နှာစွမ်းရည်ကိုကျော်လွန်၍နေသောဒိဗေနစက္ခုနာဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်ပါဘိညာဉ်တဲ့သဝမဏိသုတိဂာနိဖြစ်ကုန်သောပတိဥပပိစ္ဆမဏိပฏิတန်တေယူစေဖြစ်ကုန်သောဟိနိယုံညံကုန်သောပဏိတိမောမြတ်ကုန်သောသို့ဝနေယုတ်ဤအစင်လှပကုန်သောဒုဗ္ဗံနေယုတ်ဤအစင်မလှ
များပြုလို့ကောင်းရာသူဂတိရောက်ရှိသွားကြကုန်သောဒုက္ခတိမကောင်းမှုတို့စရိုက်တွေလုတ်ပြီးတော့နေတဲ့အတွက်ကြောင့်မကောင်းမှုတွေနဲ့သေတဲ့အတွက်ကြောင့်အဘယ်ဒုက္ခတိရောက်ရှိသွားကြကုန်သောတတ္တိမျိုးသောတတ္တဝါတို့ကိုပတ္တမိငါဖျားမြင်တော်မူတယ်ပါဇာနာမိငါဖျားသိတော်မူတယ်သိတော်မူတဲ့ဖျားမြင်တော်မူတဲ့ဖျားတတ္တဝါတွေသူတို့လှုပ်ထားတဲ့ကုသိုလ်ကံအားလျော်စွာကောင်းတဲ့စိတ်နဲ့ကောင်းတာလှုပ်ကောင်းတာပြောကောင်းတာကြံကိုယ့်အတွက်ကောကိုယ့်မိသားစုအတွက်ကောကိုယ့်ရပ်ကွက်အတွက်ကောကိုယ့်တိုင်းပြည်ကိုယ့်ဘာသာသာသနာအတွက်ကောကောင်းတဲ့စိတ်စေတနာနဲ့ကိုရိုးမကြည့်တဲ့စိတ်နဲ့ကောင်းမှုနဲ့ပျော်တဲ့သူတွေဘာနဲ့ပျော်တဲ့သူတွေသေပြီးတဲ့နောက်မှာကောင်းရာသူဂတိရောက်ရှိသွားကြတာတွေမြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစကုဉာဏ်ဘာဉာဏ်ကြီးတို့ရခဲ့တဲ့လူဘဝကိုရလာပါလျက်ကြုံရခဲ့တဲ့သာသနာတော်ကြီးရဲ့ဆုံးမတွေနဲ့တွေ့ကြုံနေရပါလျက်နဲ့တောက်ခါစားကပြောကပါကဒုစရိုက်နဲ့ပျော်တဲ့သူတွေဘာနဲ့ပျော်တဲ့သူတွေအဲ့ဒီမကောင်းမှုနဲ့ပျော်တဲ့သူတွေဒုစရိုက်ပြည့်နေတဲ့စိတ်ဓာတ်နဲ့သေသွားတော့အပယ်လေးပါးကျသွားကြတာတွေကိုမြင်နိုင်တဲ့ဉာဏ်မာဉာဏ်ကြီးတို့ဒိဗ္ဗစကုဉာဏ်ဘယ်ချိန်မှရပါပြီတကောင်ရာချီနဲ့ပြကျွတ်တို့ခင်ဗျားတို့ကိုးကွယ်တဲ့ဂေါတမဗုဒ္ဓဖရာအာယုံပြုတ်ကြည့်လိုက်ရင်တတ္တဝတယောက်သေကံနဲ့သုတိစိတ်ချင်းနဲ့သိတယ်သေပြီးဟိုပဲပဋိသန္ဓေဘယ်ဘဝဘယ်လိုဖြစ်သွားတယ်သိရုပ်လှကြောင့်ကောင်းမှုကံနဲ့စီးပူအထုပြုတ်လို့သေသွားတော့ဟိုဘက်ဘဝမှာရုပ်လှတဲ့ဘဝရတာတွေမြင်တယ်အကြည်တန်ကြောင့်မကောင်းမှုအကုသိုလ်တွေလုတ်ခဲ့တဲ့သူတွေအကြည်တန်ရုပ်ဆိုးတဲ့ဘဝရသွားကြတယ်မြင်နေယထာကံမုပကေတတ္တိပတ္တာမိဘုရားကိုယ်တိုင်မိတ်နေကိုပြုတ်တဲ့ကံတရားတိုင်းခင်ဗျားတို့ကျွတ်တို့ကောင်းတဲ့ဘုံမကောင်းတဲ့ဘုံဘဝရောက်ကြရတယ်မှန်ရဲ့လားအရိယနံဥပဝရကဖြူစင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုအရိယနံဖြူစင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုဥပဝရကကဲ့ရဲ့ဆွဆွဲဆဲရကြတဲ့သူတွေကရုံးနေရှုပ်တယ်လို့ပြောတဲ့သူတွေပဲကြမယ်ထင်တော့အဲ့ဒါဘုရားကိုယ်တိုင်ပေးခဲ့တာအရိယာနမြင့်မြတ်တဲ့သူတွေဖြူစင်တဲ့ပုဂ္ဂိုလ်တွေကိုဥပဝရကကဲ့ရဲ့ဆွဆွဲဆဲရကြတဲ့ဒုစရိုက်သမားတွေမိစ္ဆာဒိဋ္ဌိကမှားယွင်းတဲ့အမြင်ရှိသူတွေမိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာမှားယွင်းတဲ့အယူဝါဒတဲမှာသူတစ်ပါးကိုလည်းဆွဲဆောင်စည်းရုံးသိမ့်သွင်းပြီးတော့ဆောက်တည်စေကြတဲ့ဒုစရိုက်သမားတွေဘာတွေပါလိမ့်ကာယဒုစရိတေနသမနာကတကိုနဲ့လည်းမကောင်းမှုဒုစရိုက်တွေလုပ်ပြီးတော့တပ်ဖြတ်ညှင်းဆဲမတရားယူလွန်ကျူးပြီးတော့ကာယဒုစရိုက်နဲ့ပြည့်နေတဲ့သူတွေဝစီဒုစရိတေနသမနာကတနှုံနဲ့လည်းပဲဘုဒ္ဓဝါဒပိသုနဝါစာပရုဒ္ဓဝါစာတံဖပလာပဆိုတဲ့မကောင်းတဲ့ဝစီဒုစရိုက်စကားတွေနဲ့ပြည့်နေတဲ့သူတွေမနောဒုစရိတေနသမနာကတစိတ်နဲ့လည်းမကောင်းတာတွေ့မကောင်းတာကြံအဘိဇာပြပါဒမိစ္ဆာဒိဋ္ဌိဆိုတဲ့မနောဒုစရိုက်နဲ့ပြည့်နေတဲ့သူတွေဒုစရိုက်သမားတွေဘသူတွေပါလဲတရားရီမကောင်းမှုဒုစရိုက်နဲ့ပျော်ရတဲ့ဒုစရိုက်သမားတွေဟာကာယတဟောတိကိုခန္ဓာဤဘေရာပျက်စီးခြင်းကြောင့်ပရံပရဏသီလွန်ပြည်တိမှနောက်ကာလမှာအပါယချမ်းသာဒုက္ခလုံးဝမရှိသောဒုက္ခတိမကောင်းမှုပြုတဲ့သူတို့ဤလာရောက်ရာဖြစ်သောဝ
ဝိနိပါဒံဖယုဖယပြိုကွဲပျက်စီး၍ကြာရောက်ရာဖြစ်သောနိရယံငရဲမှာဥပပန္နာဖြစ်ကြရတာဒီမြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစက္ခုဉာဏ်ဘောဓိပင်အောက်ကရွှေပလင်မာအာယုံပြုတတ်ပြီလားကဲပြုတတ်ရင်လက်အုပ်ချီဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားသကောင်ရံချိန်ကိုကြော်ခဲ့ပြီဘယ်ချိန်ကြော်လာပြီလဲလာမင်းကြီးကထိန်ထိန်သာလို့နေခင်းကြီးလာထင်ရလောက်အောင်ပတ်ဝန်းကျင်မှာတောက်ပနေတယ်တိတ်ဆိတ်နေတဲ့ငြိမ်သက်နေတဲ့အေးချမ်းလို့နေပါတယ်ဖယားဖြစ်ပလားမဖြစ်သေးတော့တင်ပလင်ခွေရောဖြုတ်ပလားဆက်ပြီးတော့အာထုတ်တာမိုးတောက်ရံကိုရောက်လာသည်ဘယ်ချိန်ရောက်လာပါလိမ့်ဣဒံဒုက္ခန္တိအပညာတိအယံဒုက္ခသမုဒယောယံဒုက္ခនិရောဓောယံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိအပညာတိနည်းနည်းမိုးတောက်အလင်းရောက်တော့သစ္စာ၄ပါးသိမြင်ပြီဖယားစင်စစ်ဖြစ်ခဲ့ပြီသိစရာမှန်သမျှတရားဥဒ္ဓံအလုံးစုံကိုသိတော်မူတဲ့တပ္ပညုတဉာဏ်ဘာညာမလေးကိလေသာအာသဝတွေအကုန်လုံးကုန်ခန်းစေတဲ့အာသဝခယဉာဏ်တပ္ပညုတဉာဏ်ဖယားလည်းဖြစ်အဲ့ဒီဉာဏ်တော်ကြီးတွေလည်းရလိုက်ကိုမတိတာရဲ့လို့ရှိသေးလားတိယမံကမကြံရအောင်လုံးဝဆုံးလင်းအကုန်မြင်တတ်ပင်ဉာဏ်တော်အစွမ်းဒီတေသေးတရားများပြားနိုင်ဟောကြားစပွဲနီးသွဲ့သွဲကိုချဲလဲဆုံးလင်းအကုန်မြင်တတ်ပင်ဉာဏ်တော်အစွမ်းဒီကြောထိုက်တာပင်များဝေနေဤအိန္ဒိယစရိုက်သူအကြိုက်ကိုနှိုက်ချော့ဆုံးလင်းအကုန်မြင်တတ်ပင်ဉာဏ်တော်အစွမ်းဒီဘောဓိပင်အောက်ကရွှေပလင်မှာဖယားဖြစ်ပြီအနေမိုးတောက်အလင်းရောက်တော့ဘာဖြစ်သွားပြီလဲအဲ့ဒီတပ္ပညုတဉာဏ်ကြီးကိုမှန်းမြော့ပြီးတော့သွန်းတော်တင်ကြရမကောင်းဘူးလားအလုံးလက်အုပ်ချီဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားဗုဒ္ဓဉာဏ်တော်မင်္ဂမျောပူဇော်ပါ၏ဖယားယောဘဂဝါကျင်ဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်တပ္ပတံပေတိစရာမန္တမြတရားဥဒ္ဓံအလုံးစုံတို့ကိုပုဇ္ဇတိသိတော်မူတတ်ပါပေ၏ဣတိတသမထောကဲ့သို့သိယံမှန်ကမကြံရအောင်လုံးဝဆုံးလင်းအကုန်သိမြင်တော်မူတဲ့အတွက်ကြောင့်သောဘဂဝါထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဗုဒ္ဓဗုဒ္ဓစင်စစ်ဖြစ်ပါတယ်လို့တထဗံမောချကိဉ္တိမတ္တထိုက်ပါပေသတည်းမဘုံတင်တဲ့ကထွက်ခဲ့ပါဗု
ဒ္ဓဘာသာဖြစ်ရတာဘလောက်မြင့်မြတ်တယ်လဲဆိုတာတိမှဒီထဲကထွက်လာမယ်မှန်ရလားဗုဒ္ဓဘာသာဝင်ဆိုတဲ့စကားလုံးနဲ့ကဗုဒ္ဓဆိုတာတစ်ခုတည်းကိုပြောပြတာတဲ့ဦးဇင်းတို့ဒီလောက်ဆိုရင်သိကြပြီဗုဒ္ဓပြီးတော့ဘာလို့ဘာသာပါလေဘာသာဆိုတာကစကားဗုဒ္ဓဘာသာဆိုတော့ဘသူစကားအဲ့ဒီဖယားဘာစကားတွေပြောခဲ့တယ်လဲ45နှစ်ဗုဒ္ဓအဖြစ်နဲ့ပေသက်ကြီးမနေမနာခရီးသွားခဲ့တဲ့မဟာလူသားကိုပြစမ်းမှဆိုရင်ဗုဒ္ဓပဲကျွတ်တော်မှာကိုကားနဲ့ပြေးနေဘုရားချီချင်းကြွခဲ့တဲ့ခရီးတွေမနေဘူးသဘောပေါက်သလားမြတ်စွာဘုရားဗုဒ္ဓကိစ္စဆိုတာရှိတယ်နည်းနည်းမိုးတော့အစောကြီးမာကရုဏာတမပတ်ဝင်စားမာကရုဏာတမပတ်ကထတော့ဒီနေ့ဘယ်တတ္တဝါဘယ်ဝိနည်းကြွတန်းဝင်နိုင်မလဲညံတော်နဲ့လောကကိုကြည့်ရှုတယ်အဲ့ဒီကြွတန်းဝင်နိုင်လောက်တဲ့ပါရမီဓာတ်ခံပြည့်စုံတဲ့ပုဂ္ဂိုလ်တတ္တဝါထံဘယ်လောက်ပင်ဝေးပါစေဘယ်လောက်ပင်ခရီးကြမ်းပါစေဘယ်လောက်အန္တရာယ်များပါစေအရောက်ကြွပြီးတော့ချီးမြှောက်ဟောကြားဆုံးမတော်မူခဲ့တဲ့စကားတော်တွေမရှိဘူးလားဗုဒ္ဓဘာသာဖယားပြောခဲ့တဲ့ဟောခဲ့တဲ့စကားတော်တွေပါခေါ်လိုက်မယ်ဗုဒ္ဓဘာသာနေ့လေခင်းတခါလောကကိုကြည်တယ်နော်ညနေဆောင်ရောက်လာတော့မြို့ထဲကတကားတကမတွေတရားနာလာကြတယ်ဟောရပြန်တယ်တကားတကမတွေပြန်သွားလို့ညင်ဥယျာဉ်ချိန်ရောက်ပြန်ပြီဆိုတော့ယဟန်တော်တွေကကမ္မထမ်းတောင်းကြတယ်အမေပု္ပ္ပစာတွေမေးမြန်းလျှောက်ထားကြတယ်ဘုရားကဖြေကြားရပြန်တယ်ဟောကြားရပြန်တယ်ညင်ဥယျာဉ်ကုန်ပြီတကောင်ရချိန်ရောက်ပြန်ပြီဆိုတော့နတ်တွေမြမာတွေလာပြန်တယ်ကျွတ်တို့ပင်မနာဘာဟုတ်သေးလေလို့မတ်ပုံတဲ့ကထွက်ခဲ့ပါတို့ဖယားဟာဘယ်လိုဖယားလဲလို့မသိရင်မတ်ပုံနေနဲ့ရေးထားရုံမျှပဲဒီအဆင့်ထက်တက်ပါဦးမလားမတက်ဘူးဒါကြောင့်တရားနာရတာမှန်ရလားဒါတွေသိအောင်သင်ပေးတဲ့ဆရာသမားတွေကိုကျေးဇူးဆက်တာမတ်ပုံတဲ့ကထွက်ခဲ့ပါဦးဇင်းတို့မစိုးရင်တိုက်တဲ့မှာလဲစာတွေလိုက်ခဲ့ပါတယ်နော်ဝကြဥယျာဉ်တွေရေးတဲ့ဆရာကြီးဥဒုစိတ်တစီမှာလဲလိုက်ခဲ့ဘူးပါနော်ဆရာတော်ဥရဇကိုယ်တိုင်ခြတုံးကလည်းဦးဇင်းတို့အချိန်ပိုင်းခြားတိတ်တော်ကာလမကြလိုက်ဘူးလိုက်ခဲ့ဘူးပါလေနော်ဦးဇင်းတို့အဓိကအနိကသင်ကြားပေးခဲ့တာတော့မစိုးရင်တိုက်ဟောင်းအာဂမနိပရိသဆရာတော်ဘုရားထာမှာ9နှစ်ဒါတွေသိအောင်သင်ပေးခဲ့လို့တရားဒဂမတွေကိုပြန်လဲပြောပြလို့ဖြစ်တာပါမှန်ရဲ့လားမတ်ပုံတဲ့ကထွက်ခဲ့ပါနောင်ဆွမ်းတော်တင်တတ်ပလားပန်းတော်ကတ်တတ်ပလားပုံတော်ကိုထောက်ပြီးတော့ဂုံတော်ရောက်ရမယ်မှန်ရလားပိဿကြီးအဲ့သကောင်ရမနတ်တီမြမာတွေအမေပု္ပ္ပစာမေးတော့ဖယားဖြေကြားခဲ့တဲ့ဟောကြားချက်တွေအများကြီးရှိတယ်မင်္ဂလာတုတ်ဆိုတာလေအဲ့နတ်သားတစ်ပါးလျှောက်ထားတယ်အဲ့တော့တကောင်ရံချိန်ထိဖယားနားပါလားနားသေးဘူးတကောင်ရံကြော်မိုးတောက်ရံအချိန်ပိုင်းကိုမှဗုဒ္ဓ3မိုင်ပိုင်းပြီးတော့မှတနစ်တာလုံးထိုင်ထားတာကိုတပိုင်းကိုဇင်းညာလျှောက်တော်မူတယ်ဣရိယာပုတ်မြတ်တာဖို့ပေါ့အလယ်ပိုင်းကိုခိတ္တခဏလျောင်းဆက်တော်မူတယ်မိုးတောက်ရံရဲ့နောက်ဆုံးပိုင်းမှာမာကရုဏာသမဘဝင်စားပြီးတော့ကြွတိုက်တဲ့တတ္တဝါကိုချီးမြှောက်ဆောင်လျှောက်ဖို့ကြည်တော်မူပြန်တယ်ဗုဒ္ဓကိစ္စခေါ်ပါတယ်ဘာခေါ်ပါလိမ့်ဖယားဖြစ်ဖို့ရပါရမီတွေလေးသင်္ချီနဲ့ကဘာတသိန်းဖြည့်စင်နှုံးကလည်းဖယားမအားခဲ့ပါမနာခဲ့ပါဖ
ယားဖြစ်တော့ခေါင်းမီးခြုံအိတ်နေသလားမနာဘူးဝီရိယကြီးမားတော်မူတဲ့ဖယားလို့အဲ့ဒီလောက်သိရင်ငါတို့ဗမာတွေပြင်းမှာမဟုတ်ဘူးခုတော့လုတ်ကိုလုံနဲ့တူအောင်မလုတ်ချင်ကြပါအဲ့ဒီစိတ်ဓာတ်တွေမချေမုန်းနိုင်တဲ့၍ဗမာပြည်ဘယ်တော့မှမတိုးတက်ဘူးလို့ပြောချင်တယ်ဒီနေ့ဘာဖြစ်လို့ဗမာပြည်မှာအလုတ်သမားဈေးပေါ်နေတယ်လဲအလုတ်တွေကြည်တယ်ဆောက်လို့ရကာလဘုန်းကြီးအခုပြန်ရောက်မြင်းညာပြန်ရောက်ဆိုတောင်ပေါ်တစ်ပတ်ပတ်ပြီးတော့အကုန်ရှောက်ကြည့်ခဲ့အလုတ်ကိုအလုတ်နဲ့တူအောင်လှုပ်ချင်တဲ့စိတ်ဓာတ်တွေမွေးစမ်းမှာအခုဖြစ်နေတဲ့လက်ရှိအခြေအနေတွေအာရပွဲမကောင်းတာကျောင်းသားကကျောင်းစာကိုစိတ်ဝင်စားပါရဲ့လားအလုတ်သမားကကိုလှုပ်တဲ့အလုတ်ကိုတကယ်မြန်နိုးတဲ့စိတ်ရှိပါရဲ့လားအခြေအနေရတွေများနေတာအခြေအနေရလုံနေရတာဆိုရများနေတာပဲမှန်ရဲ့လားစိတ်ထားတာမှန်ကန်ရင်အလုတ်ဟူသမျှဂုံရှိစွာဖဏတ်ချုပ်တဲ့အလုတ်ကလည်းဂုံရှိတာပဲနော်သူ့မှာဖဏတ်ပြတ်သွားတယ်လူတော်တဲ့သွားရင်ရှက်ကွဲမယ်ချက်ချင်းဝယ်ဖို့ကလည်းပတ်သက်မပါရင်ခက်ဖဏတ်ကလေးဂူစီးသွားလို့ရအောင်စေတနာပါပါနဲ့လှုပ်ပေးလိုက်ဒီအလုတ်ရဲ့ quality ကိုစိတ်ထားနဲ့တိုင်းစမ်းမှာသဘောပေါက်ကြရလားအခုတော့ကျောင်းဆရာမလည်းစာသင်ရတဲ့အလုပ်ကိုခြေနေရလုပ်နေရတာရုံးဝန်တန်းတွေလည်းရုံးအလုပ်ကိုခြေနေရလုပ်နေရတာအင်ဂျင်နီယာလည်းလမ်းဖောက်တရားဆောက်တဲ့အလုပ်ကိုခြေနေရလုပ်နေကြတာဆေးရုံဝန်တန်းလည်းဆေးရုံဝန်တန်းအလုပ်ကိုခြေနေရလုပ်နေရတာဆိုရင်ဒီအခြေအနေရဆိုတာဒီမပြောက်တဲ့ကိုအလုတ်ကိုမြန်နိုးတဲ့စိတ်ဓာတ်တွေမမြင့်တင်တဲ့၍ဗမာပြည်ရောဗမာလူမျိုးရောနောက်တန်းမှာပဲနေရမယ်တို့ကိုးကွယ်တဲ့ဖះဟာဘယ်လိုဖះလဲလို့သိအောင်လုပ်ပါအဲ့တော့ဦးဇင်းเจ้าမှာတော့ရှင်းရှင်းပဲပြောထားတယ်ဘုန်းကြီးကျွေးရမှာမနှမျောဘူးပေးရမှာမနှမျောဘူးအလုတ်ကိုအလုတ်နဲ့တူအောင်မလုပ်တာတော့ဘုန်းကြီးမုန်းတယ်လို့တခါတော့ပယံတယောက်ဟာเจ้าတော်တဆောင်ယောဂီဆောင်လေးဆောက်နေတယ်စီးနေတာအုပ်စီးနေတာကျုပ်ကဘေးနားကနေလမ်းလျှောက်ရင်းနဲ့ရောက်သွားကြည့်နေတော့စီးပြီးတိုင်းချောမှမချောရသေးတာပဲမချောရသေးတော့မြင်တာပေါ့တိုင်းမဖြောင်းဘူးကောက်နေဟဲ့ကမင်းချိန်မချဘူးလို့မင်းချိန်မချဘဲနဲ့စီးတယ်မင်းတိုင်ပဲဖြောင်းမှလဲကွာစိတ်ကိုလှမ်းကြည့်လိုက်ရင်မြင်ရတယ်ချောလိုက်လို့ရှိရင်အင်္ဂရိဖိုးလိုက်ရင်ဖြောင်းသွားမှာပဲလို့တွေးပုံရပါတယ်ကိုယ်အလုတ်ကိုဂုံယူနိုင်လောက်အောင်လှုပ်ချင်တဲ့စိတ်ဓာတ်တွေမမြင့်တင်သေးသေး၍ဗမာပြည်ဒီမိုကရေစီရလည်းဘာမှမထူဘူးလို့ကြုံပြောချင်တာသဘောပေါက်ရဲ့လားစိတ်ဓာတ်တွေကိုမြင့်တင်ပါတဲ့ဘာတွေကိုမြင့်တင်ရမှာကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်ချင်တဲ့စိတ်ဓာတ်တွေမမြင့်တင်ကြသေးပြီတော့ဒီဘဝကမတက်ဘူးပယံနောက်လိုက်ဟာနောက်လိုက်ဖြစ်ကဘယ်တော့မှမတက်ဘူးသဘောပေါက်သလားလက်သမားတွေကြည့်နေကြည့်တူနဲ့တန်ရိုက်လိုက်တယ်စင်းထွက်သွားရောမကောက်ဘူးအလုတ်မတွင်မှာဆိုလို့မကောက်ဘူးဆိုအလုတ်သိရင်ကောက်အောင်မှာပေါ့ကဲဒါတွေကလကားဖြစ်မကုန်ဘူးလားအဲ့ဒီစေကံမရှိတဲ့စိတ်ဓာတ်တွေမဖြောက်ကြတဲ့၍တော့ဗမာလူမျိုးနောက်တန်းမှာပဲနေရမည်ဒီပေရင်လွဲပါမလားစိတ်ဓာတ်တွေကိုမြင့်တင်ရမှာဘာတွေမြင့်တင်ရမှာဩခက်တာကကွန်ပျူတာနဲ့မြင့်လို့လဲမရနိုင်ပါဒီဗုဒ္ဓဓမ္မနဲ့ပဲမြင့်ရမှာပဲသဘောပေါက်ကြရလားအဲ့ဒါပဲအဲ့တော့အလုံးနဲ့တူအောင်လှုပ်ချင်တဲ့စိတ်ဓာတ်မရှိတော့အဲ့လိုတမမခိုင်းနဲ့ကွာလို့ညီတော်မောင်တွေလွှဲထားတယ်ဦးဇင်းပြန်မကြည့်နိုင်ဘူးခုလိုပြန်ရောက်တော့လှက်ပတ်ကြည့်ရကြည့်စိတ်ဓာတ်ကိုပဲကြည့်ရတယ်ဦးဇင်းတို့လူကိုကြည့်ရင်စိတ်ဓာတ်ကိုကြည့်စိတ်ဓာတ်ကိုတန်ဖိုးထားတာပါနော်ပခုံးကဘယ်နှပွင့်လဲစိတ်ဝင်စားဘူးလေဘင်းကဆွဲကြဘယ်နှကြက်သားလဲစိတ်ဝင်စားသူ့ဘာသူဘာတွေဘလောက်ရှိသာသနာမြန်နိုးတဲ့စိတ်မှမရှိရင်သူသာသနာပြုတ်နိုင်မှာမလား
ဒီလိုတရားဓမ္မနဲ့လက်တွဲလို့မရဘူးဆိုတော့သိတယ်သဘောပေါက်ရလားဩငါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာမနေမနာဓမ္မခရီးသွားပြီးတော့တန်ဖိုးရှိတဲ့စကားတွေအများကြီးပြောခဲ့တဲ့ဖယားဝီရိယကြီးမာတော်မူတဲ့ဖယားလို့သိရင်မှတ်ပုံတင်တဲ့ကထွက်ခဲ့ပါကိုယ်အလုတ်ကိုတာဝန်ကျေအောင်လုပ်ကြပါအခုတော့အလုတ်ရှင်ရှိဆိုရင်တစ်မျိုးအလုတ်ရှင်ကြောခိုင်းသွားရင်တစ်မျိုးမတိုးတက်မဲ့စိတ်ဓာတ်တွေမှန်ရလားဘာလို့ပဲလို့ပါအဲ့ဒါကြောင့်စိတ်ပါလက်ပါလုပ်ရတယ်တက်တက်ကြွကြွလုပ်ရတယ်အကောင်းဆုံးဖြစ်အောင်လုပ်ရတယ်ဒီထက်တော့ငါကောင်းအောင်မလုပ်နိုင်တော့ဘူးခုခြေနေမှာတော့ငါဒါအကောင်းဆုံးလုပ်နိုင်တာပဲငါစွမ်းနိုင်သမျှအကောင်းဆုံးလုပ်လိုက်တာပဲအခုတော့ဒါအကောင်းဆုံးဒီတည်းမတတ်နိုင်တော့ဘူးဦးဇင်းတို့တော့ဘာပဲလုပ်လို့အဲ့ဒီစိတ်ထားတယ်စာချပေးရင်လည်းငါသိသလောက်တော့ဒါအကုန်ပဲစာရေးရင်လည်းကိုစွမ်းသလောက်တော့ဒါအကုန်ပဲနည်းနည်းမှချိုးမလို့တရားဟောလဲဒီတိုင်းပဲစေတနာထက်ပဲဟောတယ်စေတနာတိုင်းကြိုးပေးတာ life is a reflection of mind မမြင်ဆရာတော်ကြီးတဲ့စာအုပ်တုပ်ထဲမှာဘဝဆိုတာစိတ်ရဲ့ရောင်ပြန်ဟပ်မှုပဲဘဝဆိုတာစိတ်ဓာတ်နှိမ့်ကြရင်ဘဝကလည်းနှိမ့်ကြတဲ့ဘဝပဲသဘောပေါက်လားစိတ်ဓာတ်မြင့်မြတ်ရင်ဘဝဟာမြင့်မြတ်တဲ့ဘဝပဲစည်းစိမ်ဥစ္စာရာထူးအာဏာဘလောက်ရှိရှိစိတ်ဓာတ်ကပူလောင်နေရင်ဘဝဟာပူလောင်တဲ့ဘဝပဲဖြစ်မယ်သဘောပေါက်ရဲ့လားဒါကြောင့်ဦးဇင်းတို့လူဒန်းစားအားလုံးကိုယ်စိတ်ဓာတ်ကိုဘာလို့ကြမြင့်တင်ကြရမယ်သူများမြင့်ပေးလို့မရပါဘူးမရပါဘူးဒါကြောင့်ဘာလုပ်ပဲလို့မလုပ်ချင်လုံးလုံးမလုပ်ပါနဲ့ဦးဇင်းဝါဒအဲ့တိုင်းမလုပ်ချင်လုံးလုံးကိုမလုပ်နဲ့လုပ်ရင်စွမ်းနိုင်တယ်လို့အကောင်းဆုံးဖြစ်အောင်လုပ်စိတ်ပါလက်ပါလုပ်ဆွဲဆွဲမြဲမြဲလုပ်ထက်ထက်တန်တန်လုပ်မပြီးမချင်းလုပ်ဒီလိုဆိုအောင်ကိုအောင်မြင်ရမယ်ဘာလုပ်မလဲနိုင်ငံရေးလုပ်မလားစီးပွားရေးလုပ်မလားဘာသာရေးလုပ်မလားလူမှုရေးလုပ်မလားအခုတော့ဘယ်လောကကြည့်လိုက်လူမှုရေးလုပ်မယ်ဆိုအသင်းဖွဲ့တွေဖွဲ့ပြီးတော့တယောက်နဲ့တယောက်ကွဲလွဲရန်ဖြစ်နေကြဘယ်တော့မှမတိုးတက်ဘူးသဘောပေါက်ကြရလားငါတို့ကိုယ်ွယ်တဲ့မြတ်စွာဘုရားဟာပြင်းတဲ့ဘုရားလားဝိရိယရှိတဲ့ဘုရားလားမပုံတင်တဲ့ကထွက်ခဲ့ပါအဲ့တော့45ဝါဘုရားလှည့်ပြီးတော့ဟောကြားခဲ့တဲ့စကားတော်တွေမရှိဘူးလားပြောကြားခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့ဆုံးမတွေမရှိဘူးလားအဲ့ဒီ45နှစ်ဟောကြားခဲ့တဲ့မြတ်တွေဟာဘသူပြောခဲ့တာတွေတို့ဗုဒ္ဓဆိုတာကဖယားဘာသာဆိုတာကစကားဗုဒ္ဓဘာသာဆိုတော့45နှစ်တွင်ဘသူပြောခဲ့တဲ့စကားဘသူဟောခဲ့တဲ့တရားဒါရင်ဗုဒ္ဓဘာသာဝင်ဆိုတာဒီကဘသူစကားလိုက်နာတဲ့သူတွေတို့ဘသူလမ်းစဉ်နားလဲတဲ့သူတွေတို့ကိုင်းပြဖယားပါရမီဖြည့်ရတော့ကလည်းစွန့်လွတ်မှုတွေအများကြီးပဲအများကြီးတာမန်လူတွေမစွန့်နိုင်တာတွေစွန့်နော်ဖယားဖြစ်လာတော့လေတစ်စက်ကလေးမှမအားမနာဘလောက်ဝီရိယကြီးမားတဲ့ဖယားလေလို့ကြီးညိုဖို့မကောင်းလားလှုပ်ဆောင်ခဲ့သည်များလှုပ်ဆောင်ချက်တွေဟာဖယားဖြစ်ချင်တယ်ဆိုတာကဖယားကသူ့အတွက်ဖယားဖြစ်ချင်တာလားတတ္တဝါတွေကဲတင်ဖို့ဖယားဖြစ်ချင်တာဒါရင်ခရတို့ကျွတ်တို့ကိုးကွယ်တဲ့ဂေါရမဗုဒ္ဓဖယားဟာအတ္တဟိတသမလားပရာဟိတသမောကြီးလောမပုံတင်တဲ့ကအဲ့ဒါလောက်ကိုကြီးညိုတတ်ရင်ပဲဒီနေ့အတ္တကြီးတဲ့စိတ်နဲ့လှုပ်ဆောင်နေကြလို့ဆက်ဆံရေးနယ်ပယ်အသီးသီးမှာကိုကျိုးကိုသာကြည်နေကြတယ်ငါချမ်းသာရင်ပြီးရောပဲငါမျိုးတစ်မျိုးတည်းတိုးတက်ရင်ပြီးရောပဲကျင်းမြောင်းတဲ့စိတ်ဓာတ်တွေဟာဗုဒ္ဓလမ်းစဉ်ဟုတ်ပါရဲ့လားမပုံတင်တဲ့ကထွက်ခဲ့ပါ
ဗုဒ္ဓဖရာဘယ်လိုလဲဆိုတာသိစမ်းမှာအဲ့ဒါမှဘာပိသမှာဗုဒ္ဓဘာသာဝင်ပိသမယ်မှန်ရလားပိသကြည်အေးအဲ့ဒါဘာသာဖရာပြောခဲ့တဲ့စကားတွေဟာဘာတွေလဲပိဋကအဖြစ်၃ပုံဝိနည်း၅ကျမ်းတုတ်၃ကျမ်းအာဘိဓမ္မာ9ကျမ်းဆိုတော့အများကြီးပဲနော်အဲ့ဒါတွေကိုအလွတ်အာကုန်ပြန်ပြီးကြက်တဲ့တိပိဋကတရဆရာတော်တွေအတော်ဥခိုက်ဖို့ကောင်းဒီဝိရိယဓာတ်တွေအတော်ကြီးညိုဖို့ကောင်းမမေ့အောင်ဝိရိယနဲ့ပြန်ဆိုပြီးတော့တတိအားတွေကောင်းတာဒါတွေအတော်ကြီးညိုဖို့ကောင်းမှန်ရလားအဲ့တော့ဦးဇင်းတို့ဓမ္မပိသတို့မှတ်လို့လွယ်အောင်အနှစ်ချုပ်လိုက်တော့ဝိနည်း၅ကျမ်းကိုအစီအနှစ်ညှစ်ပြီးထုတ်လိုက်တော့တလုံးရတယ်သီလဝိနည်းပိဋကတော်ကြီးအနှစ်ချုပ်တော့ဘာရလဲတုတ်သုံးညတုတ်တံပိဋကအနှစ်ချုပ်တော့သမာဓိတုတ်တံပိဋကအနှစ်ချုပ်တော့အဘိဓမ္မာ9ကျမ်းအနှစ်ချုပ်တော့ပညာဒါနဲ့သုံးလုံးရတာပေါ့သီလရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးမျိုးဟာဘသူပြောခဲ့တဲ့စကားတွေဘသူဟောခဲ့တဲ့တရားတွေကဲဒါဖြင့်ဘုရားစကားနားထောင်တဲ့သူတွေကိုဘာသာဝင်ခေါ်တယ်45နှစ်ဘုရားပြောခဲ့သမျှစကားတွေအနှစ်ချုပ်လိုက်တော့ဒါပဲသီလရဲ့သမာဓိရဲ့ပညာရဲ့တိက္ခာ3ပါးတိက္ခာဘယ်နှပါးအဲ့ဒီ3ပါးဦးဇင်းတို့အားလို့ကိုယ်နှလုံးသားမှာမြင့်မားအောင်မြင့်တင်ကြရင်ဒါဘာသာဝင်လဲသီလပြီးမှသမာဓိသမာဓိပြီးမှပညာဘာကအရင်ဆုံးလာတာတို့ဒါပေမဲ့အရေးကြီးလို့ပေါ့အရင်ဆုံးပြတာသီလဒါအရေးကြီးလို့ပေါ့သီလမရှိရင်သမာဓိလဲသမာဓိမရှိရင်ပညာလဲကဲဒါဖြင့်ဗုဒ္ဓဘာသာဝင်တွေဟာဘာလုံအောင်ထိညာရတော့မယ်မတ်ပုံတင်တွေကထွက်ခဲ့ပါဒါရင်သီလဆိုတာဘာလဲလို့မေးရတော့မယ်ဘာကြောင့်သီလခေါ်တယ်လဲမတ်ပုံတင်တွေကထွက်ခဲ့ပါတဲ့ဒါတွေဥစဉ်တို့လေ့လာကြရမှာပေါ့ဒါတော့နားမှသိမှာပဲလေဖတ်မှသိမှာပဲလေမဖတ်ဘဲနဲ့မနာဘဲနဲ့တော့ဘယ်သိမှာတို့သိအောင်လို့ပဲဟောကပြောရတာပါဦးဇင်းတို့လည်းဖတ်ရတာပဲသီလေတိဥပဒါရိတိတံသမင်္ဂီပုဂ္ဂလံအပါယေတုဥပတ္တိနိဝရဏဝတိနဘူသောဒါရတိတိသီလံဒါဗိဒံသူစီမရှိတံသမင်္ဂီပုဂ္ဂလံထိုသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုအပါယေတုငရဲတရိဇံပြိတ္တာအတုရကေပဲလေးဘုံတို့၌ဥပတ္တိနိဝရဏဝတိနဖြစ်ခြင်းမှတားမြစ်ပေသောစွမ်းအဖြင့်သီလေတိဥပဒါရိတိဘူသောဒါရိတိလွန်စွာဆောင်ထားတတ်၏ဣတိတသမထောကဲ့သို့သီလနှင့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ကပယ်လေးပါးမကြအောင်ဆောင်ထားနိုင်တဲ့စွမ်းအားတတ္တိရှိတဲ့အတွက်ကြောင့်သီလံသီလခေါ်ရရဲ့လို့ဒဋ္ဌဗံမောချကိဉ္စေမတ္တတိုက်ပါပေတတိသီလထိန်းတဲ့သူကိုသီလနဲ့ပြည့်စုံတဲ့သူကိုငရဲမကြအောင်တရိစ္ဆာန်ဘဝမဖြစ်အောင်ပြိတ္တာမကျွတ်မလွတ်ဘဝမရောက်ရအောင်ဆောင်ထားတတ်သောကြောင့်ဘာခေါ်လဲသီလဒါဖြင့်ဦးဇင်းတို့အဲ့ဒါမထိန်ရင်တော့ तू ကဆောင်ထားပါမလားဆောင်မထားဘူးလွတ်ချလိုက်မှာလွတ်ချလိုက်ရင်တော့ဘယ်ကြသွားမှာတော့ငရဲကြမယ်
တရိษံဘဝထိနှိမ်ချသွားမယ်ပြိတ္တာဘဝထိဆုံးယုတ်သွားမယ်ဘာမရှိလို့သဘောပေါက်ရလားဒါဖြင့်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်ဖယားတပိသားသမီးစစ်စစ်ဖြစ်ဖို့ဆိုမှတ်ပုံနေထဲမှာကိုယ်ွယ်သည့်ဘာသာနောက်ကရေးထားရုံအတွက်လောက်သာမဟုတ်ဘူးဆိုရင်ဘာကိုတန်ဖိုးထားတော့မှာတော့ကဲခဏလူလောကသုံးသပ်ကြည့်အောင်ငါးပါးသီလလောက်ပဲသုံးသပ်ကြည့်လိုက်တာပေါ့တန်ဖိုးထားသလားမထားဘူးလားမှတ်ပုံတင်တဲ့ကထွက်သလားမထွက်ဘူးလားမှတ်ပုံတင်ထဲမှာပဲအိပ်ပြောနေသလားဆိုတာလူတွေခါဖို့ပစိုးလို့မြဲအောင်စွဲအောင်ထင်းရမှာဘယ်နှပါပါရီတော့ပါဏာတိပါဒအဒိနာဒါနာကာမေတုမိစ္ဆာစာရဘုဇဝါဒသူရံပေရယတခုချင်းစစ်ကြည့်အောင်လေသူ့သက်တတ်ချင်းမှာရှောင်ကျင်ရင်ကိုယ်နှလုံးသားမှာဘာရှိသွားပြီသီလရှိသွားမရှောင်ရင်တော့ပစ္စည်းဘလောက်ရှိရှိယာရုဘလောက်ရှိရှိသူနှလုံးသားဘာမရှိဘူးလဲသီလမရှိရင်သူ့ကိုဆောင်ထားမှာမဟုတ်ဘူးသီလကလွတ်ချလိုက်မှာဒီဘဝတော့ရတာလေးစားကြပေါ့ဒီဘဝတော့ရတာလေးတွေအမျက်ထုတ်ကြပေါ့စိန်ခံကြပေါ့ပြီးရင်တော့လွတ်ချလိုက်မှာနော်တန်သမင်ကြီးပုဂ္ဂလံဇာကပြောတာသီလနဲ့ပြည့်စုံတဲ့သူကိုသီလကဘာလို့ထားဆောင်းထားတယ်ဘယ်မကြအောင်တော့အပယ်လေးပါမကြအောင်ဆောင်းထားပေးတတ်လို့ပါခေါ်တာနော်သီလတဲ့ဒါပေမဲ့ကိုယ်နှလုံးသားသူရှိအောင်မလုပ်ရင် तू ကကိုယ်ဆောင်းမလားအဲ့ဒါပဲတတ်တဲ့လူတွေသွားမှာပဲဘယ်ဟိုတော့သွားခြင်းလားမသွားခြင်းဘာမှရှောင်တပ်ဖြတ်ခြင်းမှရှောင်ဒီနေ့လူလောကမရှောင်တဲ့သူတွေကမရှောင်အဲ့ဒါမရှောင်လို့ကဲကြီးနိုင်ငင်ညင်ဖြစ်နေအင်အားကြီးတဲ့သူကအင်အားနည်းတဲ့သူကိုနှိပ်စက်ညှဉ်းပန်းအနိုင်ကျင့်နေရင်ဒီလူလောကကြီးဟာငြိမ်းချမ်းမှာမလားဒါကြောင့် universal law လို့ပြောချင်တယ်ငါးပါးသီလဟာဘယ်ဘာသာဝင်မဆိုထင်ရမှာအားလုံးနဲ့သက်ဆိုင်တယ်ဘာဖြစ်လို့တော့ကဲပိဋကကြီးသိကျင်သလားမိကွန်းကနည်းနည်းကြမ်းသွားတယ်ဆင်းတယ်ဒီဘုန်းကြီးမေးကြည့်အောင်သိကျင်လားဘေးနာခွေးလေးရှိရင်ခဲနဲ့ကောက်ထုကြည်စမ်းရှောင်မူလားပြေးဘူးလားဘာလို့လို့တိမကြောက်လို့ဒါဖြင့်တပ်ဖြတ်ခြင်းကိုတတ္တဝါတိုင်းလိုလားရလားအဟံငါသည်ခောစဉ်စဉ်ဇီဝိတုကမောအသက်ရှိခြင်းနဲ့အမရိတုကမောတည်ခြင်းကိုအလိုမရှိပါတည်ခြင်းကြသလားအဟံငါသည်ဒုက္ခကမောချမ်းသာဒုက္ခကိုလိုခြင်းနဲ့ဒုက္ခပฏิကိုယ်ဆင်းရဲဒုက္ခကိုဆက်ဆုပ်တယ်တတ္တဝါတိုင်းဆင်းရဲဒုက္ခလိုခြင်းညသလားတတ္တဝါတိုင်းချမ်းသာဒုက္ခမလိုခြင်းမူလားကိုယ့်ကိုယ်ပြန်ပြီးတော့ဘယ်လိုဖြေထွက်တော့လိုခြင်းနဲ့ချမ်းသာဒုက္ခဆိုရင်လိုခြင်းနဲ့ဆင်းရဲဒုက္ခဆိုရင်မလိုခြင်းဘူးတဲ့ကိုယ်ကြတော့မလိုခြင်းနဲ့ကိုယ်ကြတော့ကဲချင်းလေးကြိုက်တာတောင်မှကြိုက်လားကြိုက်ဘူးနော်ကိုယ်အသားကြတော့ချင်းကြိုက်တာတူမကြိုက်ဘူးသူများအသက်ကြတော့ရက်ရက်ဆက်ဆက်တတ်တယ်ဆိုရင်ဒီလူဟာတရားတဲ့လူလားမတရားတဲ့လူလားဒါဖြင့်ဒီလူဟာမတ်ပုံနေနဲ့ကိုယ်ွယ်သည့်ဘာသာနောက်ကသွားကြည့်ပါရေးထားဘုရားဘာသာလို့ဘလောက်ပဲရေးထားတာဘုရားဆုံးမသီလသူ့နှလုံးသားရှိရလားဒါဖြင့်သူဟာမတ်ပုံတင်တဲ့ကဗုဒ္ဓဘာသာဟုတ်လားအဲ့ထဲကနေထွက်ခဲ့ပါနော် get out of from the identity cut မတ်ပုံတင်နေတာထွက်ခဲ့ပါနော်ထွက်ကြမှာလားမထွက်ရင်တော့ကိုယ်နှလုံးသား तू မရှိဘူး तू မရှိရင် तू ကကိုယ့်ကိုဆွဲထိန်မထားဘူးလွတ်ချလိုက်မှာဘယ်ကိုတော့
တတ်တဲ့ဖြတ်တဲ့သူတွေစီစိမ်ဘလောက်ချမ်းသာပေမဲ့ယာရုဘလောက်မြင့်ပေမဲ့တဘဝဇာတောင်မသေးကြဘာမရှိလို့တီလထိမ့်ဖို့ရဘာလို့တလဲဆိုရင်ကိုချင်းစာတရားလို့တယ်ဘာလို့ပါလဲကိုဆင်းရဲဒုက္ခရောက်အောင်လုပ်ရင်ကိုကြိုက်လားဒါရင်ကိုကသူများဆင်းရဲဒုက္ခရောက်အောင်လုပ်ရင်သူကကြိုက်မလားကိုတဲ့သူများလာတန့်ကြိုက်လားကိုကတန့်ရင်သူများကြိုက်ပါမလားကဲအဟံငါသည်ဒုက္ခကမ္မချမ်းသာဒုက္ခကိုလိုခြင်းနဲ့ဒုက္ခပတိကိုလိုဆင်းရဲဒုက္ခကိုဆက်ဆုပ်တယ်အဟံငါသည်ဇီဝိဒုက္ခမောအသက်ရှိခြင်းနဲ့အမရိဒုက္ခမောသေခြင်းကိုလိုမရှိပါယောအကျင့်ပုဂ္ဂိုလ်သည်ဇီဝိဒုက္ခမအသက်ရှိခြင်းသောအမရိဒုက္ခမသေခြင်းသောဒုက္ခကမ္မချမ်းသာဒုက္ခကိုလိုခြင်းသောဒုက္ခပฏิကူလဆင်းရဲဒုက္ခကိုဆက်ဆုပ်သောမံငါကိုဇီဝိတဝရောပိယဇီဝိတရေမချာညာအံဝါလာပြီးတော့တတ်ခဲ့ပါညာအံဣတံဤကဲ့သို့သူတော်ဘာကငါသက်တတ္တမျိုးကိုမိမယံငါသည်ပိယံချစ်အပ်သည်မနာပံမြတ်နိုးအပ်သည်နာအတ္တမဖြစ်ရသူတော်ဘာကကိုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ရင်ကိုကြရလားကိုကသူများညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ရင်သူများလဲငါမကြိုက်တာကြီးသူ့ကိုပေးသင့်သလားပေးရင်လူမဟုတ်တော့ဘူးကိုချင်းစာတရားကင်းသွားရင်လူမဟုတ်တော့ဘူးမှန်လားလူမဟုတ်ရင်ဘာနဲ့တူသွားတရိစ္ဆာန်နဲ့တူသွားမယ်ကြည့်လိုက်တရိစ္ဆာန်လောကကြီးကိုကြည့်လိုက်တရိစ္ဆာန်တွေမှာလည်းအစာအိမ်မပါဘူးလားစာအိမ်ပါတော့ဝမ်းရည်အတွက်မလှုပ်ရှားဘူးလားမရှာဖွေရဘူးလားသူတို့ဘလို့ရှာတယ်လဲကြောင်တွေကဘာခောက်စားတော့တွေ့တယ်နော်ကြွက်ခုတ်စားတယ်နော်အာမလဲတခါတလေများကြွက်ကိုကစားနေသေးတာသူကနာလောက်အောင်သူ့အောက်ကလွတ်အောင်ထွက်မပြေးနိုင်လောက်အောင်ဒီနဲ့သွားအောင်ကြိုက်ပြီးတော့မှသူကတမ်းမစားဘူးကလွတ်ပေးထားသေးတာလိုက်ပြီးကစားလိုက်သေးတာအော်ဒီကြွက်ကလေးကိုငါကြိုက်တတ်စားလိုက်ရင်ငါအကုသိုလ်ဖြစ်တော့မယ်လို့ကုသိုလ်အကုသိုလ်ခွဲခြားသိတဲ့စိတ်ကြောင်မှရှိလားရှိဘူးနော်အော်ကြက်ကလေးကိုငါဒီလိုအနိုင်ကျင့်နေရင်ငါမတရားတဲ့သူဖြစ်တော့မှာပဲလို့သိတဲ့အသိဉာဏ်ကြောင်မှရှိလားကြီးနိုင်ငင်းငင်းတရိစ္ဆာန်လောကဘယ်လောကလဲကဲလူတွေလည်းအင်အားကြီးတဲ့သူကအင်အားနည်းတဲ့သူကိုဒီလိုအနိုင်ကျင့်နှိပ်စက်တပ်ဖြတ်နေရင်လူနဲ့တူပါဦးမလားလူနဲ့မတူရင်ဘာနဲ့တူတော့မင်းပါဏတိပါဒကိုချင်းစာတရားနဲ့ထင်ရမယ်ဘာနဲ့ထိဒီနေ့သီလကံကိုပြောပြခဲ့မလို့နောက်နေ့ကျမှတမာရီနဲ့ပညာသွားမယ်ဖယားဗုဒ္ဓဘာသာဖယားဟောခဲ့တဲ့စကားတွေအနှစ်ချုပ်တော့ဘယ်နှလုံးသုံးလုံးသီလရဲ့မာရီရဲ့ပညာဒီနေ့သီလနည်းနည်းစဉ်းစားကြည့်အောင်သီလပြောင်းရင်လောကကြီးဘလောက်မချမ်းမသာဖြစ်တယ်လဲဆိုတာလေရိပ်မိယုံမှာကဲငါလည်းသူ့မတတ်ဘူးသူကလည်းငါ့ကိုတတ်ဘူးလားတတ်မှာမဟုတ်ဘူးယုံကြည်စိတ်ချစွာနေရရင်မချမ်းသာဘူးလားငါလည်းသူ့ကိုအနိုင်မကျင့်ဘူးသူကလည်းငါ့ကိုအနိုင်ကျင့်မှာမဟုတ်ဘူးလို့တယောက်နဲ့တယောက်ယုံကြည်စိတ်ချစွာနေရရင်မချမ်းသာဘူးလားကဲတဲ့တဲ့မိမယ်အခုအဲ့လိုနေကြရရဲ့လားဥယျာဉ်ပန်းမှန်ကြီးတဲ့သွားအပန်းဖြစ်ရင်ဘယ်ချိန်ဘုံထပေါက်ကွဲလိုက်မလို့ဟုတ်လားအိမ်တော်ရဖျားဘူးသွားရင်လည်းဘေးနာဘုံများကွဲလိုက်မလားစိုးရင်တော့ကနဲ့လူတွေနေကြရတာဘာပြောက်လို့သီလပြောက်လို့
အဲ့ဒါပြောက်ရင်ဖယားအဆုံးမဖယားစကားသူ့နှလုံးသားရှိသေးလားမရှိရင်အဲ့ဒီလူဟာမှတ်ပုံတင်တဲ့ကဗုဒ္ဓဘာသာခေါ်တယ်ဘယ်လိုဗုဒ္ဓဘာသာဩတို့မြန်မာတွေမှတ်ပုံတင်တဲ့ကထွက်ခဲ့ပါနော်ဒါကြောင့်ဘာသာတရားဆိုတာနာမည်ဒီအရေးမကြီးဘူးနာမည်တက်လိုက်ရုံနဲ့ဗုဒ္ဓဘာသာမဖြစ်ဘူးမှတ်ပုံတင်တဲ့ရေးလိုက်ရုံနဲ့မဖြစ်ဘူးနှလုံးသားရဲ့ဘုရားအဆုံးအမရောက်မှပဲဘာဘာသာဝင်ပိတမလဲအဟံငါကဇီဝိတုကမ္မသက်ရှိခြင်းသောအမရိတုကမ္မသိခြင်းကိုလိုမရှိသောဒုက္ခကမ္မချမ်းသာဒုက္ခကိုလိုခြင်းသောဒုက္ခပฏิကူလဆင်းရဲဒုက္ခကိုဆက်ဆုပ်သောပရံသူရမကိုဇီဝိတံဝရောပိယံတိအောင်တတ်ခဲ့မဲ့ဆိုရင်ပရတ္တပိသူရဘာကလည်းပဲဣတံဤကဲ့သို့ငါကတုတ္တတတ္တမျိုးကိုအပိယံမချစ်အပ်သည်အမနာပမမြတ်နိုးအပ်သည်အတ္တဖြစ်ရ၏ကွာသူတိုက်ရင်သူကလည်းမကြိုက်ပါဘူးငါမကြိုက်တာကြီးသူ့ကိုမပေးရင်သူနှလုံးသားမှာပါရှိပြီသီလရှိပြီသီလဆိုတာကိုချင်းစာတရားနဲ့ရှင်တွဲနေရတယ်ကိုချင်းစာတရားမရှိတဲ့သူရဲ့နှလုံးသားမှာသီလရှိဖို့ဆိုတာမဖြစ်နိုင်ပါဘူးကိုယ်သေးမှာတော့အလွန်ကြောက်တယ်ဗျသူများတတ်တဲ့လူတွေကမယုံကြည်ကြည်ဟုတ်တယ်မလားကိုယ်သေးမှာတော့အလွန်ကြောက်တယ်အလွန်ကြောက်တယ်အဲ့ဒါထိတ်ထိတ်ပြပြနဲ့ပဲနေရတယ်ကဲတရိစ္ဆာန်လောကကြည့်လိုက်တော့ကိုချင်းစာတရားရှိရလားမွေတွေကဘာမျိုးတော့ဖောက်မျိုးလိုက်ရင်ပါဏိပါဒအကုသိုလ်ဖြစ်တယ်လို့ तू သိလားသိငါမျိုးလိုက်ရင်ဖားလေးဟာအောနေတာလက်ကသင်းမှာလေမွေကဖားကိုမျိုးနေတော့ဖားလေးကလွတ်ချင်လို့အသက်ပေးကအောနေကြားဘူးလားကျွတ်ကြားဘူးတယ်အော်ဒုက္ခမြာအောနေတာတနာစရာလေးလို့ကိုချင်းစာတဲ့စိတ်မွေမှာရှိလားရှိဘူးလူတွေလည်းကိုချင်းစာစိတ်မရှိရင်ဘာနဲ့တူကုန်မယ်မပုံနေနဲ့မှရေးခြင်းလို့ရေးထားပါနှလုံးသားမှာဖရာရဲ့ဆုံးမမရှိရင်အဲ့ဒါမပုံတင်တဲ့ကဗုဒ္ဓဘာသာဖြစ်မယ်ဒါကြောင့်ဒီတရားလေးကိုကောင်းစဉ်တက်လိုက်တာမပုံတင်တဲ့ကထွက်ခဲ့ပါဘယ်ထက်ထွက်ခဲ့ရမှာအဲ့ကိုချင်းစာတရားနဲ့အပြန်အလှန်ဩသူ့တန်သူကလည်းကြိုက်မှာပေါ့ငါတန်ငါမကြိုက်တယ်လို့မတတ်ဘူးအဲ့တော့ဆိုရင်သူလည်းငါမတတ်ဘူးငါလည်းသူ့မတတ်ဘူးဆိုသူနဲ့ငါနဲ့ဘာမှစိုးရင်တော့ကဖြစ်เสียမရှိတော့ခုတော့ဘယ်ချိန်ဘယ်သူကငါလာအနိုင်ကျင့်မလဲနော်စိုးရိမ်နေရတဲ့လောကအဒိဏဒါနကြည့်လိုက်အဒိဏဒါနအဒိဏရဲ့အာဒါနရဲ့ပေါင်းတာအဒိဏဆိုတာကပိုင်ရှင်ကကိုနှုတ်တို့ဖြင့်ကြည်ကြည်နက်နက်မပေးတဲ့သူတစ်ပါးပိုင်ပစ္စည်းကိုဘာခေါ်လဲအဒိဏပြောကြည့်ကြည်ကြည်နက်နက်ကိုနှုတ်တို့ဖြင့်မပေးတဲ့သူပိုင်တဲ့ပစ္စည်းကိုဘာခေါ်လဲအဒိဏအာဒါနဆိုတာကမတရားလောဘကြီးတဲ့စိတ်နဲ့ခိုးယူတာလူယူတာလိန်ယူတာညာယူတာလှဲ့ယူတာအနိုင်ကျင့်ယူတာအာနာပါဝပြယူတာလေပင်ညစ်ယူတာအကုန်ပါတယ်အာဒါနထဲမှာလောဘနဲ့ရှင်တဲ့စေတနာဇိုးနဲ့မတရားယူတာကိုအာဒါနလို့ခေါ်တယ်အဲ့တော့အဒိဏဒါနဆိုရင်ပိုင်ရှင်ကကိုနှုတ်တို့ဖြင့်ကြည်ကြည်နက်နက်မပေးတဲ့သူတစ်ပါးပစ္စည်းကိုမတော်လောဘနဲ့ဘယ်လိုရပြီးရောဆိုပြီးယူရင်ဒါဘယ်သိက္ခာဘုဖောက်ဖြစ်တာအဲ့ဒါကိုသီလယူရင်အဒိဏဒါနဝေရမဏိသိက္ခာပြောင်းပြန်ဖြစ်သွားအဒိဏဒါနလို့ဆိုရတယ်နော်ပါဠိစကားလုံးမှာဒါနဆိုရင်မလုပ်တာပေးတာအာဒါနဆိုရင်ပြောင်းပြန်ဖြစ်သွားတယ်ယူတာဖြစ်သွားတယ်ရှေ့ကအာလေးတစ်လုံးရောက်တာနဲ့အဓိပ္ပာယ်ပြောင်းသွားတယ်နော်အဲ့လိုရှိပါတယ်အဒိဏဒါနဆိုရင်အဒိဏပိုင်ရှင်ကကိုယ်တို့ဖြင့်ကြည်ကြည်နက်နက်မပေးတဲ့သူများပစ္စည်းကိုဒါနပေးတယ်ဆိုတော့အဓိပ္ပာယ်ကြိုက်သေးလားဒါကြောင့်
တိလယူရင်တရိထာအဒိနာဒါနာဝေရမဏိသိက္ခာပဒံလို့ဆိုရမယ်နော်အဲ့ဒါကိုမှားနေရင်တရိထာမှားမှန်းသိရင်ဘာလို့ပြင်ရအဲ့ဒါကိုထိန်းတဲ့သူနဲ့မထိန်းတဲ့သူပဲကမြောကဲစဉ်းစားနော်အစာအိမ်ကတော့တိရစ္ဆာန်တွေလည်းပါတော့အစာအိမ်အရေးကိုဖြည့်ရှင်းကြရတာပဲလေတခါတလေဂရေမော်ပက်လက်လန်းနေတယ်အဲ့ဒါမိထွန်းထားတဲ့ချိန်မျက်နှာကျက်မှာတောင်ပံပါတဲ့ပိုးကောင်လေးတွေအဲ့ဒါအိမ်မြောင်လေးကပြေးပြီးတော့ချောင်းတယ်တန်းပြီးတော့လေအနားသွားမကဲပြန်သွားရင်မမီမှာဆိုလို့ तू ကနည်းနည်းလေးရှေ့ကိုပြေးလိုက်ရက်လိုက်စောင့်ကြည့်နေလိုက်နည်းနည်းလေးတိုးကပ်ပြေးလိုက်စောင့်ကြည့်နေလိုက်သူရှာနဲ့လှမ်းဟတ်တခါပြေးလိုက်လို့ရှာနဲ့လှမ်းဟတ်ထုတ်လိုက်တာနဲ့ तू မလွတ်တော့ဘူးဆိုတဲ့အချိန်မှာခတ်တွတ်ဇက်ဆိုပြေးပြီးတော့ရှာလေးတစ်ဆိုထုတ်တယ်ပါသွားအောင်ငါဘိုက်တော့ပြည့်မယ်ဒါပေမဲ့ငါအကုသိုလ်ကြီးနဲ့ယဉ်ပြီးဘိုက်ဖြစ်ရတာဒီလိုတိုက်ရင်ပါရတိပါဒအကုသိုလ်ဖြစ်တယ်လို့ तू သိလားသိဘူးနော်တိရစ္ဆာန်လောကကြီးဟာကြီးနိုင်ငယ်ညှင်းပဲကြီးနိုင်ငယ်ညှင်းလောကကြီးဟာချမ်းသာသလားချမ်းသာအစာအိမ်အရေးဖြည့်ရှင်းတဲ့အခါလူတွေလည်းကုသိုလ်အကုသိုလ်ထဲမတွက်တော့ဘူးဆိုရင်မဘုံတင်တဲ့ကဗုဒ္ဓဘာသာပဲဖြစ်မယ်မှန်လားကိုင်းဒီနေ့မပေးခြင်းပဲနဲ့ပေးနေရတာရှိသလားမရှိဘူးလားပြောရှိမရှိတော့မသိဘူးတချို့ညီးတန်ကြားဘူးတာပဲမိရတော့မမှန်ပါဘူးဗျာတဲ့မိသားကစောင့်ရှောက်က1000တော့ပေးနေရတာပဲတဲ့ဟုတ်လားကျွတ်တော့တောကြောင်လျှက်စစ်မိမရောက်သေးတော့မီတာလည်းမရှိတော့အဲ့ဒုက္ခမရှိသေးဘူးဟုတ်ပလားပေးခြင်းလို့ပေးရတာလားမပေးခြင်းမနဲ့ပေးနေကြရတာလားကဲကိုအစာအိမ်အရေးကိုဖြည့်ရှင်းဖို့အတွက်ကုသိုလ်အကုသိုလ်တိရစ္ဆာန်လောကကြီးမှာသိသလားမသိတော့ဘူးမသိဘူးလူလောကကြီးလဲကိုချမ်းသာဖို့ကိုဘိုက်ပြည့်ဖို့ကုသိုလ်အကုသိုလ်ဆိုတာထဲမစင်စားတော့ဘူးဆိုရင်ဘာတွေနဲ့တူကုန်မယ်ကိုချက်ကြည့်ကြတော့နော်လူလောကတဲ့လူတွေကပိုသိမှာပေါ့ဘုန်းကြီးတွေဆိုတာဂရုံကြီးဆိုတော့နည်းနည်းဆွန့်ခံအိမ်လောက်သွားရတာဆိုသိမှာမဟုတ်ဘူးလေခင်ဗျားတို့လောက်ဘသူစီကဘယ်လိုရဘလောက်ဘယ်လိုယူကြတယ်လဲဆိုတာစဉ်းစားကိုပစ္စည်းသူများကခိုးယူရင်ကြိုက်လားလူယူရင်ကြိုက်လားလင်းယူရင်ကြိုက်လားညားယူရင်မကြိုက်ဘူးနော်အာနာပြယူရင်ရောမကြိုက်ဘူးနော်ကိုကသူများပစ္စည်းခိုးယူလူယူလိမ့်ယူညားယူလှဲ့ယူအာနာပြယူရင်ရောသူများရောကြိုက်မလားယောအကျဉ်သူတိမေငါဤအဒိဏံငါကကြည်ကြည်နက်နက်မပေးတဲ့ငါပစ္စည်းကိုထေယသင်္ကာတံထေယသင်္ကာတိနခိုးယူလို့မှုမတရားတဲ့စိတ်အစုဖြင့်အာတိယေယမတော်မတရားခိုးယူလူရဲ့လိန်ညာလှဲစားယူဆောင်ခဲ့ညာအံဧတံဤကဲ့သို့ငါပစ္စည်းသူကမတရားယူရာမျိုးကိုမိမယံငါသည်ပြယံချစ်အပ်သည်မနာပံမြတ်နိုးအပ်သည်နာအပ်သာမဖြစ်ရကိုပစ္စည်းသူများမတရားယူရင်ကိုကျဲ့ရဲ့လားအဟိံစေဝငါကလည်းပဲပရတ္တသူတစ်ပါးဤအဒိဏံသူကကိုနှုတ်တော်ဖြင့်ကြည်ကြည်နက်နက်မပေးတဲ့သူပစ္စည်းကိုထေယသင်္ကတံထေယသင်္ကတိနမတော်မတရားခိုးယူလိုတဲ့စိတ်ထားဖြင့်အာတိယေယံခိုးယူလူရဲ့လိညာလှဲစားယူဆောင်ခဲ့ညာအံဧတံဤကဲ့သို့ငါကသူပစ္စည်းမတရားယူရာမျိုးကိုပရတ္တပိတရဘာကလည်းပဲအပိယံမချစ်အပ်သည်အမနာပမမြန်နိုးအပ်သည်အတ္တဖြစ်ရ၏ကိုကျင်းစာတရားခေါ်ပါသည်တေလကိုလုံအောင်ထိန်မို့နှလုံးသားမှာပါတရားထားဖို့လိုမယ်ကိုကျင်းစာတရားဘာတရားလဲလင်ကွန်ပြောတဲ့စကားတစ်ခုရှိတယ် Don't do unto others if you don't want to do unto you
သူတစ်ပါးကတင့်ပေါ်မှာပြုတ်မူလာတာဒီတင်လက်မခံနိုင်ဘူးဆိုရင်တဲ့အဲ့ကိုလက်မခံနိုင်တာကြီးနဲ့သူများပေါ်မှာမပြုတ်မူပါနဲ့တဲ့။အဲ့ဘုရားဟောထဲမှာလာပြီးတော့ကြိုက်ဘူးလားဘုရားဟောနဲ့သူ့နှလုံးသားကအယူခံယူချက်နဲ့မကြိုက်ဘူးလားဗုဒ္ဓဘာသာဟုတ်မဟုတ်ဗုဒ္ဓအဆုံးမှာတကယ်ကိန်းဝတ်တဲ့နှလုံးသားတွေဟာယဉ်ကျေးပါတယ်သိမ်မွေ့ပါတယ်နူးညံ့ပါတယ်မရက်ဆက်ပါဘူးမကြမ်းတမ်းပါဘူးမှန်ရလားကိုခြင်းဇာတရားရှိမှသီလတကယ်လုံးမယ်ဗာတရားရှိမှငါပစ္စည်းကိုသူကမတော်မတရားခိုးယူလို့ရလင်ညာလှည့်စားအာနာပြပြီးတော့ယူဆောင်ခဲ့မယ်ဆိုရင်ငါကြိုက်ပါရဲ့လား။အော်ငါကသူ့ပစ္စည်းကိုသူကြည်ကြည်နက်နက်မပေးဘဲနဲ့ခိုးယူမယ်လူယူမယ်လိန်ယူမယ်ညာယူမယ်လှဲ့ယူမယ်အာနာပြယူမယ်ဆိုရင်သူရောကြိုက်ပါမလား။ငါမကြိုက်တာကြီးသူ့ကိုပေးသင့်သလား။ပေးနေကြတာခက်တယ်။ဟမ်ဘုရားဘာသာလို့မှတ်ပုံနေနဲ့တော့ရေးထားတာပဲကြားရတာတွေမြင်ရတာတွေသိရတာတွေဟာဗုဒ္ဓဘာသာလို့ပြောမှရှက်စရာတောင်ကောင်းတဲ့အခြေအနေမျိုးတွေလောကကြီးဘလောက်ထွန်းကားကျယ်ပြန့်နေသလဲလို့လူတွေစဉ်းစားကြမစဉ်းစားသင့်ဘူးလားမှတ်ပုံနေတဲ့ကထွက်ခဲ့ပါဗာတရားလဲအဲ့တော့ဖះရဲ့အဆုံးအမဟာဘာလဲလို့သိမှဗုဒ္ဓဘာသာဝင်ပြီးသားမှာပေါ့မှန်ရလားအေးအဲ့တော့ကိုတော့နီးမျိုးစုံနဲ့မတရားယူနေကြတာဒီဘလို့လို့ဗုဒ္ဓဘာသာဝင်လို့ပြောလို့ဟဲ့လားကောင်းတော့မှလေဒါအဲ့တော့အကျယ်ချက်ကြည့်လိုက်ပါလေဒါကြီးပြောတော့တော်တော်ခက်တယ်နော်ကျတို့ဓမ္မကတိကတွေဟာပုဂ္ဂလဒိဋ္ဌံမဖြစ်အောင်အတော်စဉ်းစားပြုတ်ပြင်ကျင်တာစိတ်တက်အဲ့တော့ပုဂ္ဂိုလ်မတိုက်ခိုက်ခြင်းဘယ်သူမှမမုန်းဘာမှမုန်းကြမလို့မုန်းရင်ကိုယ်နှလုံးသားပူတာကိုသိတယ်အမုန်းတရားအကြာကြီးမထားနိုင်ဘူးပုရုဇဉ်ဘဒေါသမကင်ဘူးဒေါသမကင်လို့စိတ်ဆိုးစရာရှင်တော့ဆိုးတတ်တယ်မုန်းတတ်တယ်ဒါပေမဲ့ပူလောင်ကြာကြီးမခံအဲ့တော့ပုဂ္ဂလဒိဋ္ဌံနဲ့ပြောတာမဟုတ်ပါဘူးကဲငါလဲသူ့ပစ္စည်းကိုမတရားမယူသူလဲငါပစ္စည်းကိုမတရားယူမှမဟုတ်ဘူးလို့တယောက်နဲ့တယောက်ယုံကြည်စိတ်ချစွာဆက်ဆံကြရရင်မချမ်းသာဘူးလားအခုအဲ့လိုဆက်ဆံလို့ရသလားမရဘူးလားမှန်မှန်ပြောကဲနိမျိုးစုံနဲ့မတရားယူတဲ့လောကကြီးဖြစ်နေတာနှလုံးသားများစွာကိုခြင်းစာတရားကင်းမဲ့ပြီးတော့ကိုခြင်းသီလပြောင်းနေလို့ဖယားစကားကိုနားထောင်လို့လားနားမထောင်လို့လားဖယားစကားနားမထောင်ကြတဲ့သူတွေကိုမှတ်ပုံနေနဲ့မှဘလောက်ရေးထားပေမဲ့ပိသက်ကြီးတို့ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်နိုင်မှာအိုးမလားမှတ်ပုံတင်တဲ့ကထွက်ခဲ့ပါအရိနာဒါနဘလောက်ဝမ်းနည်းစရာကြည်ကွဲစရာကောင်းတယ်လေဘယ်မှာဘယ်သူလို့ကျွတ်တို့မပြောဘူးခင်ဗျားတို့ဆေးရုံရောက်ဘူးလားမှန်ပြောရောက်ဘူးလားမြင်ဘူးလားခွဲစိတ်ခန်းကနေကိုလူနာထွက်ပြီးဆိုတော့အဲ့ကိုလူနာနေတဲ့ခရင်ကိုရောက်အောင်ခွဲစိတ်ပြီးကသာလူလမ်းလျှောက်နိုင်လားမလျှောက်နိုင်ရင်ဘာနဲ့တရားတုံးအဲ့တွန်းလဲကိုညင်းညင်းသားသားတွန်းဖို့စောင့်မချဘူးခင်ဗျားတို့ဘာလို့ရလဲမှန်ပြောကရုဏာတရားပွားရမယ့်နေရာဌာနတွေမှာဩမြန်မာလူမျိုးတို့ရဲ့မြင့်မြတ်တဲ့မျိုးသားရေးစရိုက်လက္ခဏာတွေပျောက်ဆုံးကုန်တာဝမ်းနည်းစရာပေးခြင်းလို့ပေးလိုက်တာလားမပေးခြင်းမဲနဲ့ပေးလိုက်ရတာလားမပုံတင်တဲ့ကထွက်ခဲ့ပါဈေးတဲ့ဈေးဝယ်ပြီဆိုရင်လေပြီးနိုင်ဝယ်တဲ့ပစ္စည်းလည်းတစ်ခုနှစ်ခုရဲ့တကယ်ဆိုလို့ရှိရင်ပတ်စံပေးပြီးတော့ကောက်ထဲလာပြန်ပြီးပေါ့ဘာမှမကြဘူးအိမ်လုံးလည်းမပြတ်ဘူးဟုတ်တယ်မလားအခုတော့ဝယ်တာတစ်ခုနှစ်ခုဈေးစစ်တာတနာကြီးနှစ်နာရီဆိုတာလို့ဖြစ်တယ်ဈေးစစ်ပြီးမှဝယ်ရလားမစစ်ဖ ೇನೆ ဝယ်ရလားဘာလို့စစ်တာဘာလို့စစ်တာတော့ယုံလို့လားမယုံလို့လား
ဘာလို့မယုံတာတော့လိန်တတ်ကြလို့လားမလိန်တတ်ကြလို့လားဩဈေးထဲမှာလည်းပဲရောင်းတဲ့သူကလည်းဝယ်တဲ့သူကိုမယုံတော့ပါဘူးဝယ်တဲ့သူကလည်းရောင်းတဲ့သူကိုယုံရဲ့လားမယုံလို့ဈေးစစ်တာရောင်းတဲ့သူတွေကလည်းဝယ်တဲ့သူမယုံတော့ဘူးအဲ့ရင်းနှီးတဲ့ဓကမတွေကဈေးကြိုတဲ့ဓကမတွေလျှောက်တယ်ဟဲ့လားဈေးဝယ်သိပ်ရှုပ်ပြီဆိုရင်မျက်စိအတော်ရှင်ရှင်ထားရတယ်ဖေရတယ်ဟာဓကမကြီးဈေးဝယ်သိပ်ရှုပ်လာရင်ရောင်းလို့ကောင်းတာမဟုတ်လားလို့ရှေ့ကပြပါအောင်လေဆိုရှေ့ကပြတခုပြတခုပြနောက်ကချင်းနဲ့ဆွဲထက်ဒါလစ်သွားအောင်လေမတရားယူမှုတွေဟာဘလောက်များနေသလဲလို့လောကကြီးမှာယုတ်ဝတ္ထုတွေဘလောက်တိုးတက်ပါစေစိတ်ဓာတ်တွေကိုကျင့်တရားတွေကြာဆင်းလာရင်အေးချမ်းသောလောကဖြစ်နိုင်ပါမလားမပုံတင်တဲ့ကထက်ခဲ့ပါငါးပါးတိလလောက်ကိုမှလူတွေလေးလေးနက်နက်တန်ဖိုးထားပြီးမဆောင်စည်းကြရင်မိသားစုထဲမှာလည်းအေးချမ်းနိုင်ပါမလားရက်ွက်ထဲမှာကောအေးချမ်းနိုင်ပါမလားတိုင်းပြည်မှာကောအေးချမ်းနိုင်ပါမလားကဘာကြီးမှာကောတကယ်အေးချမ်းသောကဘာကြီးဖြစ်နိုင်မလားဖြစ်နိုင်ဘူးခုပဲဟဲ့လားနျူကလ িয়ার လက်နဲ့အီရန်ကဘယ်လိုဟာအီရတ်ကဘယ်လိုမြောက်ကိုရီးယားနဲ့မြောက်ကိုရီးယားကိုပဲဆော်ကြတော့မလို့လို့ဟမ်တိုးတက်တဲ့ကဘာကြီးမှာလူလုံးတဲ့လက်နဲ့ကိုလူသားတွေပြန်လဲတောကကြီးစွာစိုးရိမ်နေကြရတာကိုချင်းသီလတွေပျောက်နေလို့ကိုချင်းစာတရားခေါင်းပါလို့မှန်ရလားအဲကြောင့်ဗုဒ္ဓတရားဟာကမ္ဘာငြိမ်းချမ်းရေးအစစ်ကိုညွန်ပေးနိုင်တဲ့တရားပါဆိုတာကိုသိကြရဲ့ဗုဒ္ဓဘာသာဖြစ်ရတာဘလောက်မြင့်မြတ်တယ်လဲနှလုံးသားတွေမြင့်မြတ်မှဗုဒ္ဓဘာသာဝင်အစစ်ဖြစ်မှာပေါ့မှန်ရလားပိဿကြီးဒါကြောင့်ဖယားစကားနားထောင်တဲ့ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်ပြီးတော့မှတ်ပုံနေတွေကထွက်လာဖို့ဆိုရင်ဘယ်နှပါးသီလထိန်ရမယ်သဘောပေါက်ရဲ့လားခုတော့တတ်စရာရှိရင်တတ်လိုက်တဲ့ခွင်တွေ့ရင်ချလိုက်တဲ့အချင်းတွေ့ရင်ဖမ်းလိုက်တယ်ဟုတ်ကလားအခွင့်သာရင်လွန်လိုက်တယ်အသူတွေ့ရင်လိန်လိုက်တယ်တောက်တယ်စားတယ်မူးတယ်ပြီးတော့မူလာတော့ယူတယ်မှန်လားငါမသိလားဗလားကိုကျင်းနေပြီကာမေတုမိစ္ဆာစာရဘွက်ကိုပေါက်လို့ရက်ွက်ထဲနေတဲ့လူတွေပိုသိမှာပေါ့မုဒ္ဒဝါဒလိန်လွန်းညာလွန်းလို့မိဘကလည်းသားသမီးကိုမယုံတော့ပေါင်းသားသမီးကလည်းမိဘကိုယုံရဲ့လားအထက်လူကအောက်လူကိုမယုံတော့ပေါင်းအောက်လူကတော့ထက်လူတွေကိုယုံရဲ့လားယုံမလားမယုံဘူးလားမယုံတာဘာလို့လဲရောင်းတဲ့သူကလည်းဝယ်တဲ့သူကမယုံတော့ပါဝယ်တဲ့သူကလည်းရောင်းတဲ့သူကမယုံကြပါအလုတ်ရှင်ကအလုတ်သမားကိုမယုံတော့ပါအလုတ်သမားကလည်းလုတ်ရှင်ကိုမယုံနိုင်တော့ပါလိန်တဲ့လောကကြီးဖြစ်လာတာဘာပြောက်လို့သဘောပေါက်ကြရဲ့လားမတ်ပုံတင်တဲ့ကထက်ခဲ့ပါတဲ့အဘသီလတန်ဖိုးမထားကြသရွေ့ကတော့လောကကြီးရဲ့အေးချမ်းမှုစစ်မှန်ကျွတ်တော့မမြင်ပါဘူးမမြင်ပါဘူးသူရာမေရပါဏဆိုတာလဲဟောလို့သာဘုန်းကြီးပေါင်းမျိုးစုံဓမ္မဂတိကပေါင်းအစုံဟောတယ်မောတာအဖတ်တယ်ဘယ်လိုလုပ်ဆွဲရတော့မှအရုံးပြပေါ်နေတာကြီးကိုဟုတ်တယ်မလားအရင်တော့ဒီလောက်မများဘူးအခုပြီးခဲ့တဲ့2နှစ်3နှစ်အတွင်းမှာလမ်းစုံလမ်းမလမ်းလေးကလူစီကားတဲ့နေရာတွေကြည့်လိုက်ရင်လူငယ်လေးတွေရဲ့ဘဝဟာအတော်စိန်ခေါ်မှုတွေဒီနေ့ခေတ်မှာများလာတယ်လူငယ်တယောက်ကောင်းတဲ့လမ်းကြောင်းပေါ်ရောက်ဖို့ရကျွတ်ဒီလောက်အာပေါက်အောင်ပြောနေတာရည်ရွယ်ချက်ကအဲ့ဒါပဲမျိုးဆက်သစ်တွေကိုမြင့်မြတ်တဲ့နှလုံးသားရှိတဲ့ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်စေခြင်းသည်မှန်ရဲ့လားတိုင်းပြည်နဲ့သာသနာအနာဂတ်ဟာလူကြီးတွေရဲ့လက်ထက်မှာလားလူငယ်တွေရဲ့လက်ထက်မှာလားစဉ်းစားနော်အခုပစ္စုပန်ကတော့လူကြီးတွေလက်ထက်ရှိခြင်းရှိမှာပေါ့
အနာဂတ်ကတော့အနာဂတ်တိုင်းပြည်နဲ့အနာဂတ်သာသနာတော်ဟာတော့အနာဂတ်လူကြီးဖြစ်လာမဲ့ဒီနေ့လူငယ်တွေရဲ့လက်ထဲမှာပဲရှိတယ်မှန်ရဲ့လားဒါကြောင့်လူငယ်တွေအမြင်မှန်မှလူငယ်တွေအသိမြင်ဖို့တုတ္တကြွယ်ဝပါမှလူငယ်တွေပြင်းတဲ့စိတ်ဓာတ်ဖယ်ရှားပြီးတက်ကြွတဲ့စိတ်နဲ့အလုလုချင်းစိတ်တွေရှိပါမှလူငယ်တွေကိုကြိုးကြည့်တဲ့စိတ်ကိုနှိမ်နှင်းပြီးတော့အများကြိုးတည်ပိုးလို့တဲ့သာသနာကြိုးဆောင်ရွက်လို့တဲ့စိတ်ဓာတ်တွေထုံးကားပါမှအနာဂတ်တိုင်းပြည်နဲ့မြန်မာမြန်မာပြည်ကြီးနဲ့သာသနာမှန်းမျှော်ကြည့်လို့ပြောစရာဖြစ်မယ်အခုကတော့ပျက်စီးဖို့ရအတော်လွယ်တဲ့ခေတ်ကြီးဖြစ်နေပြီဟုတ်တယ်မို့လားဒီလူငယ်လောကမှာကြည့်လိုက်တော့သူတို့ပြောတာတွေနားထောင်ကြည့်လိုက်တော့တကယ်ရင်ဘီယာတောက်ရှောင်ကွာဆိုငါမတောက်တတ်ဘူးငါမတောက်တတ်မင်းလည်းယောက်ျားမဟုတ်တာကြားတယ်အတိပ္ပယ်ကဘာတော့ဘီယာမတောက်တတ်ရင်ဘာမပိသဘူးလို့ဆိုလိုတာတော့ယောက်ျားမပိသဘူးလို့ဆိုလိုတဲ့အတိပ္ပယ်ပဲနော်အဲ့တော့မှန်ကန်ကြီးနဲ့အပြင်ကနေလှမ်းပြီးမြင်နေရတယ်အဲ့ဒီထဲမှာထိုင်ပြီးအဲ့ဒီဇိမ်လေးနဲ့မြုပ်နေရတာကိုဂုံရှိတယ်လို့ပတ်ဝန်းကျင်ကြီးကထင်လာအောင်လူငယ်တွေကိုလမ်းမဆွဲခေါ်နေတယ်မှန်ရဲ့လားစဉ်းစားတော့လူငယ်တွေဆိုတာခင်ဗျားတို့သားသမီးတွေပဲကျို့တို့သားသမီးတယောက်မှမပါဘူးသဘောပေါက်ကြလားကိုသားသမီးတွေလမ်းကြောင်းမှန်ပေါ်မှာအမြင်မှန်နဲ့ရှောက်လှမ်းတတ်အောင်ဘယ်လိုပညာပေးမလဲဘယ်လိုမွေးမြူမလဲလို့မိဘတွေမစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တာပေါ့မစဉ်းစားရင်ခင်ဗျားတို့လည်းပင်ပြန်ညစ်မှာပဲအခုညစ်ခံနေကြတဲ့လူတွေများကြီးဒါကြောင့်လူငယ်တွေသာသနာနဲ့ဝေးမှဆိုသည်မတ်ပုံတင်တဲ့ကထွက်ခဲ့ပါအဲ့တော့လူငယ်တွေအမြင်တွေဒီလိုပြောင်းပြီးတော့မှမှားယွင်းလာကြတာလေသူတို့အပြစ်လို့ဆိုဖို့တော့ခက်တယ်နော်လမ်းဘေးမှာကြည့်ပါခင်ဗျားတို့လည်းမြင်မြင်ပါကျွတ်တို့လည်းကားပေါ်ကနေလှမ်းကြည့်တော့ဘောကြီးမှာစလုံးကြီးတွေနဲ့ကြီးရေးထားတော့ဖတ်ပြီးတော့လည်းသိတာဘောနှစ်ခွက်တောက်ရင်တစ်ခွက်လက်ဆောင်နဲ့ပါဆိုင်နေပေါ်လာတယ်လက်ဖက်တစ်ခွက်ဘယ်လောက်တော့လက်ဖက်တစ်ခွက်ကိုဘယ်လောက်တော့200လားဇွန်းတက်လိုက်ရင် share ဆိုရင်300လားလက်ဖက်တစ်ခွက်ကို200 300ဆိုတဲ့ဒီနေ့ခေတ်မှာရန်တစ်ပတ်ကို100အဲ့စာရန်တွေရောတွေ့ဘူးလားကျွတ်တို့လည်းဟိုကတ်ထားတာကလည်းဖတ်စီခြင်းလို့ကတ်တာမဟုတ်လားဖတ်စီခြင်းလို့ကတ်တာဆိုတော့ကျွတ်တို့လည်းမြင်တော့ဖတ်မိတာဗောဖတ်မိတော့သိတာဗောမစစ်ရင်ပြန်ရောအောင်မယ်တဲ့အတိပ္ပယ်ကဘာတော့ခင်ဗျားတို့သားသမီးတွေလူပြိုပေါက်တွေအိတ်ကတ်ထဲပတ်စံတရားပါသွားရင်အယက်သမားလှုပ်လို့ရပြီလူငယ်တယောက်ပျက်စီးဖို့ပတ်ဝန်းကျင်ခင်းကျင်းကြီးကဘလောက်လွယ်ကူနေတယ်လဲလို့ရုပ်ပစ္စည်းတွေမတိုးတက်တာကျွတ်တို့စိတ်တမကြောက်နော်နိုင်ငံသားတယောက်နဲ့အရင်တော့စကားပြောဘူးတဲ့ speaking သင်တန်းတွေတွားနေတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးသူ့ကိုမေးကြည့်ဘူးတယ်သူကထိုင်းကနေကူးလာတာတဲ့ဆိုတော့ထိုင်းရဲ့ယဉ်ကျေးမှုနဲ့မြန်မာတို့ရဲ့ယဉ်ကျေးမှုဟာဘယ်လိုရှိသလဲလို့ they say dollar စကားပဲပြောတယ်သူတို့မှာကိုယ်ပိုင်ယဉ်ကျေးမှုမရှိတော့ဘူးတဲ့မြန်မာမှာချစ်စရာကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိသေးတယ်ဆိုတော့မထိမ့်သိမ့်လို့ရှိရင်တော့ပျောက်သွားနိုင်တယ်သဘောပေါက်ရလားဒါပဲအခုဝတ်စားဆင်ရင်မှုပိုင်းတွေယဉ်ကျေးမှုပိုင်းတွေဦးဇင်းတို့အကဲခတ်နေပါတယ်အင်တာနက်တွေမီဒီယာတွေကနေပြီးတော့ကောင်းတာတွေလည်းအကျိုးရှိတာတွေလည်းလွှင့်မှာပါမကောင်းတာတွေလည်းအများကြီးပါမှာပဲဟုတ်တယ်မို့လားကဲတို့လူငယ်တွေဘာယူမလဲအဲ့နေရာမှာအသိဉာဏ်လိုလာတာအဲ့နေရာမှာအမြင်မှန်လိုလာတာငါဘဝအတွက်ဒီအင်တာနက်တနာကြီးထိုင်လိုက်မယ်တနာကြီးချိန်ပေးလိုက်မယ်ဒီအင်တာနက်ထဲကတနာကြီးနဲ့တန်တာငါဘာရမလဲငါဘာကိုယူမလဲလို့ကဲဘာရွေးမလဲဆိုတာဘသူပေါ်မူတည်လဲ
ကိုတိညာပေါ်မူတည်တဲ့အပြင်မှာတော့ဘီယာသမားတွေရက်သမားတွေပေါ်မှာပဲငါဘလို့လူနဲ့ပေါင်းမလဲကဲလူငယ်တွေရဲ့ဘဝကိုကြည့်လိုက်တော့လေအတော်စိန်ခေါ်မှုတွေများတယ်ဘီယာလေးအရက်ကလေးမှမတောက်တတ်ရင်ပေါင်းစရာတငယ်ချင်းကိုမရှိတော့တလောက်မှားယွင်းမှုဘက်ကိုဆွဲခေါ်နေတဲ့ပတ်ဝန်းကျင်ကြီးဖြစ်အောင်ဘသူတွေဖန်တီးကြတာလဲမိကွန်းထုတ်ခြင်းနဲ့ပတ်စံမရှိတဲ့လူကတော့ဒီလိုဆိုင်ကြီးမထောင်နိုင်တော့ဘူးထင်တာမနော်ကဲဒါကြောင့်လူငယ်တွေပြက်စီးတာလူငယ်တွေကြီးပြပြောလို့မရပါဘူးမိဘတွေလည်းထိမ့်သိမ့်မို့လောပါတယ်လူသားအရင်အမြင့်တဲ့စာတွေဖတ်ဘူးလားလူသားအရင်မြင့်ကဲလူငယ်တွေရဲ့စွမ်းအားအရင်မြင့်တွေကိုမြောင်းနဲ့ရောက်နေတာဘယ်လောက်နှမျောဖို့ကောင်းလဲမှတ်ပုံနေထဲမှာရေးထားတာကတော့ကိုယ်ွယ်သည့်ဘာသာနောက်ကပါတဲ့လေဗုဒ္ဓဘာသာနှလုံးသားတွေကိုမြင်အောင်ကြည်ပါဗုဒ္ဓရဲ့ဆုံးမအခြေခံကအစရှိပါသေးရဲ့လားမှတ်ပုံတင်တဲ့ကထွက်ခဲ့ပါဗုဒ္ဓ45နှစ်ပြောခဲ့တဲ့စကားတွေအကျဉ်းချုပ်လိုက်တာဘယ်နှမျိုးရလဲသီလရဲ့သမာဓိရဲ့ပညာရဲ့ဘယ်နှမျိုးလဲအဲ့ဒီထဲကအခြေခံကပါလဲသီလအဲ့ဒီကိုကျင့်သီလတွေပျောက်ဆုံးနေသေးတော့မိသားစုထဲမှာလဲရံပွဲတွေပဲများနေလိမ့်မယ်ရက်ွက်ထဲမှာလဲရံပွဲတွေပဲများနေလိမ့်မယ်မယုံကြည်ရခြင်းတွေနဲ့ပဲပူလောင်နေလိမ့်မယ်တိုင်းပြည်မှာရောကဘာမှာရောထို့တူပဲဒါဖြစ်ရင်ကိုကျင့်သီလဘလောက်ရည်ကြည်တယ်လဲ5ပါးတဲ့ကိုပြောတာသဘောပေါက်ရလား We can feel true happy and peaceful without observing the 5 precepts 5ပါးသီလကိုစောင့်ထိန်ခြင်းလိုက်နာကျင့်သုံးခြင်းမရှိဘဲနဲ့တော့စစ်မှန်သောပျော်ရွှင်မှုငြိမ်းချမ်းမှုဆိုတာမရှိနိုင်ဘူးဟုတ်ပလားတထိတ်ထိတ်နဲ့အပျော်တွေပဲရှိလိမ့်မယ်သဘောပေါက်ကြရလားမတ်ပုံတင်တဲ့ကထွက်ခဲ့ပါဒီနေ့တော့သီလပိုင်းဒီလောက်ဆိုရင်ဦးဇင်းတို့စူးစမ်းပြီးဟောကြည့်တာနည်းနည်းမောသွားပြီတော်အောင်ပါပဲမနေ့ဖြင့်သမာဓိနဲ့ပညာပိုင်းကိုဆက်ဟောပါမယ်နော်အဲ့တော့ဗုဒ္ဓဆိုတာဘယ်လိုလဲဆိုတာဒီလောက်ဆိုရင်ဦးဇင်းတို့အရေးမြတ်သိလောက်ပြီဟုတ်ပလားတို့ကိုးကွယ်တဲ့ဘုရားဟာဘယ်လိုဘုရားလဲဆိုတာအမြဲတမ်းစဉ်းစားပါငါတို့ဟာဗုဒ္ဓဘာသာအစစ်ဆိုရင်ဘုရားလမ်းစဉ်ဘယ်လိုလိုက်ရမှာလဲဆိုတာအမြဲတမ်းစဉ်းစားပါအဲ့ဒါလို့ဆိုရင်ဘယ်ထဲကထွက်လာမလဲ Get out of the identity card မပုံတင်တဲ့ကထွက်ခဲ့ကြပါလို့ဒါဗုဒ္ဓဘာသာတွေကိုနှိုးဆော်တဲ့တရားပါတဲ့ဒါလောက်ဆိုရင်ဓမ္မပိဋကကြီးတို့ကင်ကျေနပ်လောက်ပါပြီဟိုဆုတောင်းလေးတွေနဲ့ပဲတရားသိရအောင်ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနော်တကဘာလုံးထိပြန့်နှံ့ပြီးတော့နေလိုလတ်လို့ထွန်းလင်းပါစေလို့ဆုတောင်းပြုကြရအောင်တစ်ခေါက်စီလိုက်ဆိုတို့ရတို့ရွာသာသနာရောင်းဝါနေသို့လင်းစေသောတို့ရတို့ရွာသာသနာရောင်းဝါနေသို့လင်းစေသောတို့တိုင်းပြည်မှာသာသနာရောင်းဝါနေသို့လင်းစေသောတို့တိုင်းပြည်မှာသာသနာရောင်းဝါနေသို့လင်းစေသော
တကဘာလုံးမှာသာသနာရောင်းဝါနေသို့လင်းစေသောတကဘာလုံးမှာသာသနာရောင်းဝါနေသို့လင်းစေသောသာသနာသသဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးဤ၎င်းလောကသဇာသာသနာကြည်ညိုမိခိုအားထားတကားတကမာများဤ၎င်းဟုတ်ဒီလောကုလောကိနလီအကျိုးပါတို့စီပင်ခြင်းသည်သဗ္ဗရာနိယောညဘဘေခမဆိုင်ချိန်တိုင်းချိန်တိုင်းဘဝတုဖြစ်ပါစေတည်းသာသနာပိစဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးကို၎င်းလောကံပိစသာသနာကြည်ညိုမိခိုအားထားတကားတကမာများကို၎င်းဒေဝသမ္မာရိဝနကံနမြမန္တမြတို့သည်သဗ္ဗရာနိနိညညခတိသောကာလတိုင်းမှာရခန္တုဆင်းရဲဝိရယမံကင်းပြောက်ချမ်းသာရောက်အောင်ကောင်းစွာမသွေဆုံးလျှောက်တော်မူကြပါစေကုန်သတည်းကျေးဇူးတော်မြတ်ဝိရေစချကြအောင်ရေစချရင်လိုက်စုအလုံးလိုက်ဆိုကြဣဒံမေပုံညာဘောဓိညာနတ္တပစ္စယောဟောတုဗန္တေရှင်ဘုရားနေဘုရားတပိတော်ဤဣဒံပုံညာယနေ့ယခုပြုသမျှဒါနသီလဘာဝနာပေါင်းစုဒီကောင်မို့သည်ဘောဓိညာနတ္တဘောဓိညာဤပစ္စယောရရကြောင်းသောပံကောင်းသည်ဘောတုဖြစ်ပါစေတည်းဒီကောင်မှုဤအဖို့ဘာကကိုမိဘဆရာသမားအစာထား၍30ပုံကျင်လေကုန်သောလူနတ်မြမသတ္တဝါအလုံးတို့အားအမြသေဝေငါပါကုန်၏အမြရ၍ကိုယ်စိတ်နှပြကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေသောအမြယောဘုရားပါကုန်တော်လောကအကျိုးသာအကျိုးတွေဘုနိုင်ကြတည်ပြုကောင်းတာဒီဘောတော်များဖြစ်ကြ